Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Core Future ရဲ့2027 Mentorship ကနေကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီ episode ကတော့ကျွန်တော်တို့ Foundation Class ထဲမှာပါတယ် episode 4ပေါ့နော်ဆိုတော့ဒီ episode မှာကျွန်တော်တို့ဘာအကြောင်းပြောသွားမလဲဆိုတော့ဒီ Trading View လို့ခေါ်တဲ့ application ပေါ့နော်အထူးသဖြင့် charting platform အကြောင်းကိုကျွန်တော်တို့သိဖို့လို့လိုအပ်တာမှန်သမျှအကုန်လုံးရှင်းပြပေးသွားပါမယ်ဘာကြောင့် foundation ထဲမှာထည့်ထားလဲဆိုလို့ရှိရင်လိုအပ်လို့ပါเนาะအဲ့တော့ charting platform ဆိုတာဘာလဲ trading platform ဆိုတာဘာလဲဆိုတာလောက်ထိဒီ basic မှာကလေးကိုကွယ်ကွယ်ပြားပြားနားလည်ပြီးတော့ usage တွေကိုကောင်းကောင်းကြီးသုံးသပ်လာခဲ့ဖို့လို့အတွက်လိုအပ်ပါတယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ episode မှာပေါ့နော် trading view အကြောင်းကိုကျွန်တော်တို့ဒီလေးသွားကြည့်ကြပါမယ်ဆိုတော့ all about to know trading view ပေါ့နော်ဆိုတော့ trading view ကိုကျွန်တော်ပြောဖို့လို့အတွက်ကျွန်တော်ဒီ Gmail account နဲ့ဝင်ထားတဲ့ဒီ browser တစ်ခုဖွင့်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီ browser မှာကျွန်တော်တို့ကtradingview.com ဆိုပြီးတော့ပဲရိုက်ရှာကြည့်ရအောင်အဲ့တော့ tradingview.com ကိုရိုက်ရှာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာပုံစံနဲ့သုံးလို့ရလဲဆိုတော့ web version နဲ့သုံးလို့ရတယ်လို့ခေါ်ပါတယ်အဲ့တော့ mobile device မှာဆိုလို့ရှိရင်လေ .apk လို့ခေါ်တဲ့ extension နဲ့သူတို့ထုတ်ထားတဲ့ application version ရှိပါတယ် computer တို့ Mac တို့မှာလည်းသူတို့သုံးလို့ရအောင် application version နဲ့ .apk ဆိုပြီးတော့ download ဆွဲပြီးသုံးလို့ရတယ် not .apk exe ပေါ့နော်executable file အနေနဲ့သူတို့ထုတ်ပေးထားတဲ့ installable ပေါ့နော် computer ရဲ့ OS ဒါမှမဟုတ်လို့ရှိရင်ဖုန်းရဲ့ OS firmware လို့ခေါ်တာပေါ့ဖုန်းမှာတော့ computer မှာတော့ operating system ပေါ့အဲ့ဒီ operating system မှာ install လုပ်လို့ရအောင်သူတို့ executable file နဲ့ထုတ်ပေးထားတယ် web version နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ computer ထဲမှာ install လုပ်ပြီးသုံးချင်တယ်ဆိုရင်လည်းသုံးလို့ရပါတယ်အဲ့တော့ဒီလိုလုပ်ကြည့်အောင် trading view download ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာကြည့်လိုက်မယ်ဒါကကျွန်တော်အခု Windows computer သုံးနေတာပေါ့နော်အဲ့တော့ဒီမှာtrading view desktop application ဆိုပြီးတော့ကြာလာလိမ့်မယ်အဲ့တော့ trading view ကိုမှအဲ့မှာ desktop version download ဆွဲလို့ရမယ် Mac OS အတွက်ဆွဲလို့ရမယ်Linux အတွက်လည်းကျွန်တော်တို့ application အနေနဲ့ download ဆွဲပြီးသုံးလို့ရတယ်နောက်တစ်ခုကဒီ window ပေါ့နော် window အတွက်ကျွန်တော်တို့ download ဆွဲပြီးသုံးလို့ရတယ်အဲ့တော့ okay ဒါဆိုလို့ရှင်တော့ sorry ကျွန်တော်တို့ဒီ application ဘယ်ဟာရမလဲဒီ web version နဲ့ကျွန်တော်တို့ဘယ်မှာသုံးလို့ရမယ်ဆိုတာမျိုးကတော့သိရပြီပေါ့နော်အဲ့တော့အရင်ဦးဆုံးဒီ trading view ကိုဘာကြောင့်သုံးမှာလဲ trading view ကိုဘာကြောင့်သုံးမှာလဲဆိုတော့ကျွန်တော်တို့ကဒီအခုလက်ရှိအချိန်မှာပေါ့နော်အကောင်းဆုံး chatting platform လို့ခေါ်တဲ့ chat တွေကိုကြည့်ရတယ် analysis လုပ်တဲ့အချိန်တွေမှာ chat ကိုကြည့်တဲ့နေရာမှာအသုံးအများဆုံးဆိုတာဘာလို့အသုံးအများဆုံးဖြစ်တာလဲဆိုတော့ smooth ဖြစ်တယ်နောက်တစ်ခုက easy to use ဖြစ်တယ်နောက်တစ်ခုကမြင်ရတာ visualization အရင်ကောင်းတယ်ပေါ့နော်နောက်bel device တွေပဲဖြစ်ဖြစ် computer ပဲဖြစ်တယ်အဆင်ပြေတယ်ပေါ့နော်သုံးရတာအဲ့တော့အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီနောက်တစ်ခုကတချို့ဟာတွေကိုသူ free ပေးထားတယ်ပေါ့နော် exception ကျွန်တော်တို့ဒီ future market ရဲ့ data ကိုဟိုတော့ live လိုချင်တယ်ဆိုလို့ရှိရင်$9လောက်ပေးရတယ်ပေါ့နော်တစ်လောက်ဆိုတော့အဲ့ဒီဟာလွယ်လို့ဒါပေမဲ့သူ delay အနေနဲ့ကျွန်တော်တို့7 minute delay data လားမသိဘူးကြည့်ခွင့်ပေးပါတယ် live market ကိုသာ participant လုပ်လို့မရတာပေါ့နော် future chat မှာဒါပေမဲ့ဒီ free သုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကိုdelay အနေနဲ့7 minute နောက်ကျပြီးတော့ကြည့်လို့ရတဲ့ chat တွေသူတို့ဖန်တီးပေးထားတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ဒီဟာကဒီ trading view platform ကလူသုံးများတယ်ပေါ့နော်နောက်တစ်ခုကကျတော့ indicator တွေပါ indicators တွေအများကြီးရှိတယ် indicators ကိုမှကိုက programming ကျွမ်းကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ Bime scripts လို့ခေါ်တဲ့ scripting language တစ်မျိုးနဲ့ကိုဘာကို create လုပ်ပြီးတော့အဲ့ဒီ indicators တွေကိုစိတ်ကြိုက်ထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုစိတ်ကြိုက်ပြုလွယ်ပြင်လွယ်အဆင်ပြေအောင်ထိသူတို့ဆောင်ရွက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလက်ရှိအချိန်ထိတော့ဒီ platform ကိုရှင်းနိုင်တဲ့ဟာမရှိသေးဘူးလို့ပြောလို့ရတာပေါ့နော် charting မှာအဲ့တော့သူက chat ကြည့်ရုံပဲလားမေခွန်းอ่ะပေါ့နော် chat ကြည့်ရုံပဲသုံးလို့ရလားဆိုတော့မဟုတ်ပါဘူးတချို့ broker တွေကိုသူနဲ့ချိတ်ဆက်ပြီးတော့ trading လုပ်တာကိုပါသူနဲ့ trading လုပ်လို့ရပါတယ်နော်အဲ့တော့ပြောရလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့သုံးရတာဒီ trader တွေအတွက်အရင်အဆင်ပြေတယ်ပေါ့နော် analysis လုပ်တော့လဲ hori chat ပဲ trade တော့လဲ hori chat ပဲဆိုတော့ဈေးနှုန်းကိုကျွန်တော်တို့အတိအကျမြင်ပြီးတော့ trade လုပ်ရတယ်ကျွန်တော် CFD ကိုမပြောဘူး future ကိုပဲပြောမယ်နော်ဘာလို့လဲဆိုတော့ CFD မှာကျတော့
broker တွေကွဲသွားတဲ့အပေါ်မှာ motive ပြီးတော့ trading view မှာ analysis လုပ်ထားတဲ့နေရာမှာ liquidity ကိုလာယူသွားတယ် sweep သွားတယ် hunt သွားတယ်ဒါပေမဲ့တကယ်ကို trade နေတဲ့ broker ရဲ့ platform မှာကျတော့လာမထိသွားဘူးလို့ trigger လုပ်မသွားဘူးလို့နောက် stop loss ကိုထိရမယ့် price ကိုမရောက်သေးဘဲနဲ့ကို broker မှာထိသွားတယ် trading view မှာမထိဘူးဒီလိုမျိုးပြဿနာတွေအများတန်းဖြစ်တယ်အဲ့ဒါကဘာလို့ဖြစ်တာလဲဆိုတော့platform ကိုနားမလဲလို့ဘာလို့ platform နားမလဲဆိုတော့ကိုကြည့်နေတဲ့ platform ရဲ့ကို trade နေတဲ့ platform ရဲ့လာတဲ့ data ကဘယ်ကလာနေရလဲဆိုတာကိုမသိဘဲနဲ့ရန်တမ်းပြီးတော့လုပ်တဲ့သဘောပေါ့နော်မြင်ရတယ်ဒီ ticker ပဲဆိုပြီးတော့အဲ့လိုမျိုးအလုပ်လုပ်လို့မရဘူးဒါကြောင့်ပြောတာကိုဘာလုပ်နေသလဲဆိုတာကိုသိဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာပါဒီထက်ပိုပြီးတော့ deep ဖြစ်တာတွေပါပါလေဦးမယ်เนาะဆိုတော့ကျွန်တော်တို့ဒီမှာအခုလက်ရှိဘာကိုပြောမလဲဆိုတော့ web version နဲ့ပဲပြောသွားမယ်အဲ့တော့ web version နဲ့ပြောတဲ့နေရာမှာဒီမှာကကျွန်တော်အခုလက်ရှိဆိုလို့ရှိရင် login ဝင်မထားသေးဘူးเนาะ login ဝင်ထားပြီးပြီဆိုရင်ဒီမှာကျွန်တော် Gmail နဲ့ပေါ်နေမယ်အဲ့တော့အကယ်၍ login ဝင်နေတယ်ဆိုဘယ်လိုလုပ်မလဲ register မလုပ်ရသေးဘူး login မလုပ်ရသေးဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရမလဲဒီမှာ sign in ဆိုတာပဲပါတယ် register ဆိုတာမပါဘူးเนาะနောက်တစ်ခုကman freeze သွားတယ်ခဏလေးပါ sorry ပါ okay 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 အဲ့တော့စောစောကကျွန်တော် start ဒီမှာ start free trial start button လေးနှိပ်လိုက်တာပေါ့နော် start button လေးကိုနှိပ်လိုက်တော့သူကဒီကိုရောက်လာတယ်အဲ့တော့ဒီကနေကျွန်တော်အရင်စပြီးရှင်းပြပေးမယ် free သုံးလို့ရလားဆိုရတယ်ဒါပေမဲ့စောစောကပြောသလိုပဲကျွန်တော်တို့တွေကဟို live data ကိုလိုချင်တယ်ဆိုလို့ရှိရင်သူ့ကို plan ဝယ်ရတယ်ပေါ့နော်အဲ့တော့ plan ဝယ်မယ်ဆိုရင်အနည်းဆုံးသူဘယ်ကနေစရှိလဲဆိုတော့ essential plus premium ultimate ဆိုပြီးတော့ plan ၄မျိုးရှိပါတယ်အဲ့တော့ဒီ planning ကဒီမှာတစ်လချင်းစီဝယ်လို့ရလားဆိုရပါတယ်တစ်လချင်းစီဝယ်လို့လည်းရပါတယ်တစ်လချင်းစီဝယ်မယ်ဆိုရင်ကျွန်တော် monthly ဆိုတာကို click လိုက်လို့ရတယ် monthly ဆိုတာကို click တယ်ဆိုလို့ရှိရင်ဒီမှာသတိထားမိလားစောစောက12 point ကျော်ပဲရှိတာအခုဆိုရင်14.95ဆိုတော့တစ်လကို$15လောက်ရှိတယ်အဲ့တော့ဘာတွေပို့ပြီးကျွန်တော်တို့သုံးလို့ရလဲဘာတွေပို့ပြီးသုံးလို့ရလဲဆိုတော့ free နဲ့ရှင်လိုက်မယ်ဆိုရင်ပေါ့နော် free နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်သူကခါဒီမှာဆိုလို့ရှိရင် tab တစ်ခုကို chat နှစ်ခုဖွင့်ကြည့်လို့ရတယ်เนาะ free ဆိုလို့ရှိရင်ကျွန်တော်တို့ကchat တစ်ခုပဲကြည့်လို့ရမယ်နောက်တစ်ခုက indicator chat တစ်ခုထဲမှာကျွန်တော်တို့ indicator 5ခုအများဆုံးထည့်လို့ရမယ်ဒါဒီ plan မှာပေါ့နော် free မှာဆိုရင်5ခုထည့်လို့ရလားမရဘူး2ခုပဲထည့်လို့ရလိမ့်မယ်เนาะအရင်တော့ကတော့3ခုလား4ခုလားမသိပေးတယ်အခုလက်ရှိ2ခုပဲထည့်လို့ရလိမ့်မယ်နောက်တစ်ခုကကျတော့ historical bar ဆိုတာကဟိုရှေ့မှာပြီးသားပေါ့နော်ရှေ့မှာပြီးသား number of historical အနေနဲ့ရှေ့မှာ print လုပ်ပြီးသားဘားရေအတွက် 10k ဘား1000ကြည့်လို့ရလိမ့်မယ်အဲ့တော့1 hour channel ကြည့်တယ်ဆိုရင်1 hour candlestick 1 hour candlestick 1000ရှိ historical data ကြည့်လို့ရမယ်1 minute နဲ့ကြည့်တယ်ဆိုရင်လည်း1 minute 1000ကြည့်လို့ရမယ်အဲ့တော့ free version မှာတော့အလွန်ဆုံးကြည့်ရင်ကျွန်တော်တို့1 minute မှာ1 minute channel ကြည့်တယ်ဆိုလို့ရှိရင်အလွန်ဆုံးတစ်ပတ်စာပဲကျွန်တော်တို့ကြည့်လို့ရတယ် future data မှာเนาะအဲ့ဒီလိုတော့ရှိတယ်အဲ့ဒီလိုမျိုးကန့်သက်ချက်လေးတွေရှိတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့က plan တွေဝယ်သုံးဖို့လိုအပ်တာပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့technical alert တွေကိုကျွန်တော်တို့ alert ထည့်လို့ရတယ်အဲ့တော့ alert ဆိုတာဘာတွေလဲဒီမှာ volume profile တွေလည်းဒီမှာသုံးဝင်ပေးထားတယ်အခုအရင်ခစ်ထနေရလို့ပြောရမှာပေါ့နော် volume profile နောက်တစ်ခုက AD ကြော်ညာတွေဘာတွေမတက်တော့ဘူးweb ရော desktop ရော mobile app ရောနောက်ဘာမရဘူးလဲဆိုတော့ chart data export မရဘူး chart data export ဆိုတာဘာလဲ chart data export ဆိုတာဥမာ euro USD 1 hour chart ကိုမှကျွန်တော်တစ်နှစ်စာတော့2နှစ်စာတော့လိုချင်တယ်ဆိုရင် excel file ထုတ်လို့ရတယ်သူကအဲ့တော့ဒီ plan မှာကို chat data export လောက်ခွင့်မပေးထားဘူးပေါ့နော်နောက်တစ်ခုဒီမှာကန့်သက်ချက်တွေဒီမှာအများကြီးရှိတယ်နောက် tick space interval အဓိကတော့ tick value မရတာပေါ့နော် tick value ကဘယ်မှာမှရလဲဆိုတော့ tick value ကဒီ ultimate plan မှာရတာအဲ့တော့ tick value ကရောအရေးကြီးသလားဆိုလို့ရှိရင်အရေးကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကို tick value မရအောင်premium plan မှာကို tick value မရအောင်ကျွန်တော် annual price နဲ့ကြည့်အောင်ဒါဆိုလို့ရှိရင်တစ်နှစ်ကိုsorry တစ်နှစ်ဆိုလို့ရှိရင်ဘယ်လောက်ကြာမလဲဆိုတော့တစ်လကိုဒေါ်လာ200နီးပါးကျတယ် one year plan နဲ့ကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်ဒီကောင်ကြည့်အောင် try free for 40 day ပေါ့နော်အဲ့တော့သူကပြောချင်တာကကျွန်တော်ဈေးကြီးတယ်ဒါပေမဲ့သူ့မှာဈေးလျှော့တဲ့အချိန်ရှိတယ်
ဈေးကဘယ်ချိန်မှာရှော့လို့ရှိတယ်ဆိုတော့နှစ်တိုင်း10လပိုင်း17လပိုင်းနေမှာဆိုလို့ရှိရင်သူကဟိုဈေးကိုတော်တော်ကိုရှော့တာအဲ့တော့အကယ်၍ကိုကဝယ်ဖို့လို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်ရောက်မှဝယ်စီခြင်းနဲ့တစ်နှစ်လုံးစာလောက်ဝယ်ထားလိုက်ပါနော်အဲ့တော့နောက်တစ်ခုက payment ကိစ္စကmonthly plan ဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က credit card နဲ့ပေးရတယ် credit card တို့ debit card တို့အဲ့ဒီဟာနဲ့ပေးရတယ်အဲ့တော့အရင်ကမြန်မာနိုင်ငံအတွင်းထဲမှာသုံးနေတော့ကတော့ AYA card နဲ့ရဘူးတယ်အခုနောက်ပိုင်းမှာကြားရသလောက်ကလည်းတချို့တစ်ခါတလေမှာ AYA card နဲ့အဆင်ပြေတယ်တစ်ခါလေမှာအဆင်မပြေဘူးဒါမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အပြင်မှာကတော့ကျွန်တော်တို့ visa credit card တွေကပေါ်ပါတယ်visa ကိုမှ passport ရှိထားတယ်ဆိုလို့ရှိရင် passport နဲ့ verify လုပ်ပြီးတော့ crypto visa card ပေါ့နော်crypto visa card တွေနဲ့သုံးလို့ရတာတွေရှိတယ်community ထဲမှာကတော့ကျွန်တော်တို့အဲ့ဒီဟာကိုကြကြပြန့်ပြန့် crypto visa card ပဲသုံးခိုင်းပါတယ်နောက်တစ်ခုကကြတော့ဒီတစ်နှစ်စာဆိုလို့ရှိရင် cryptocurrency နဲ့ပေးလို့ရတယ်ဒီ website ကနော် TradingView website ကအဲ့တစ်ခုလို့ရှိတယ်Okay အဲ့တော့ကျွန်တော်အဲ့ plan ကိုမပြောတော့ဘူးregister ကိုသွားမယ်အဲ့တော့ sign in ကိုပဲကျွန်တော်နှိပ်လိုက်တော့မယ်အဲ့တော့ sign in ကိုနှိပ်လိုက်တဲ့အချိန်မှာဒီမှာ show more option ရှိတယ်show more option မှာကျွန်တော် Facebook account နဲ့ဝင်မလားဒါမှမဟုတ် Twitter နဲ့ဝင်မလား Yahoo နဲ့ဝင်မလား Apple ဝင်မလားဒါမှမဟုတ် LinkedIn account နဲ့ဝင်မလားဒါမှမဟုတ် email နဲ့ပဲဝင်မလားဆိုတာမျိုးရွေးခိုင်းတယ်အပေါ်ဆုံးမှာတော့ပါလဲဆိုတော့ Google နဲ့တိုက်ရိုက်ချိန်ထားတာပေါ့နော်အဲ့တော့ကျွန်တော်ကများသောအားဖြင့်ဒီ Google နဲ့ပဲ automatic တန်းပြီးတော့ sign in လုပ်လိုက်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ Google account နဲ့ကျွန်တော်ကအဲ့ဒီ browser ကနေ login ဝင်တာပေါ့နော်ဒီ tab ကိုသွားတာပေါ့ဗီဒီယိုကလေနည်းနည်းလေးရှည်ကောင်းရှည်နိုင်မယ်ဆိုတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ time stamp အနေနဲ့ခွဲပြီးတော့တင်ပေးထားပါမယ်စူးစမ်းပြီးတော့เนาะ Okay အဲ့တော့ဒီမှာကျွန်တော် Gmail နဲ့ A3 trading ဆိုပြီးတော့ပဲကျွန်တော်အရင်နာမည်ပေးထားတာပေါ့နော်အခုတော့6နဲ့ပဲကျွန်တော်သွားပါမယ်6 future နဲ့ပဲသွားပါမယ် future ကိုပဲspecific လုပ်ပြီးသွားမှာမဟုတ်လို့ပါအဲ့တော့ကျွန်တော် Gmail ချိန်လိုက်တယ်အဲ့ဒီ Gmail နဲ့အဲ့ TradingView account ကregister လုပ်ပြီးသား sign in လုပ်ပြီးသားရောက်သွားပါလိမ့်မယ်ဆိုတော့အကယ်၍ကိုက email တက်နဲ့ပေါ့နော်ကိုပါကို manually sign up လုပ်ချင်တယ်ဆိုရင်လည်းဟောဒီအောက်မှာ sign up ဆိုတာလေးရှိတယ်အဲ့ဒီကောင်ကိုနှိပ်ပြီးတော့email ထည့် password ထည့် username ဘာညာတာကသူတို့တောင်းလိုက်မယ်အဲ့ဒီမှာ sign up form ကြာလာမယ်အဲ့ဒီ sign up form ကိုတွားပြီးတော့ဖြည့်ပြီးတော့သုံးလို့ရပါပြီ Okay အခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘာရပြီလဲဆိုတော့ဒီမှာကျွန်တော် C ဆိုပြီးတော့ဒီ account ဝင်ပြီးသားဆိုတဲ့ form လေးပေါ့နော်ဒီမှာကျွန်တော်လာပြပါတယ်အဲ့တော့သူ့ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် setting တွေ Bailey တွေပါမယ်ပြီးရင် refer reference အဲ့တော့တငယ်ချင်းတွေဘာတွေကိုညွှန်းကျင်တယ်ဆိုလို့ရှိရင်ငါ link ကနေမင်းဝင်ကွာဆိုတာမျိုးညွှန်းလို့ရတယ်အဲ့တော့အဲ့ဒီလို refer လုပ်တဲ့လူတွေအတွက်သူတို့မှာတချို့ promotion ပေးတာတို့ဘာတို့ရှိကောင်းရှိနိုင်မယ်ပြီးလို့ရှိရင်ဒီမှာဘာသာစကားပြောင်းလို့ရမယ် English ပဲထားတယ်ဒီကောင်က news တွေရှိမယ် suppose request တွေပါဒီ help center တို့ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်ဆက်သွယ်လို့ရမယ်ဆိုတော့ဒါကဒီ profile ရဲ့ setting ပေါ့နော်အဲ့တော့ဒီမှာဘာတွေမြင်ရမလဲဆိုတော့ logo ပါမယ်search bar ပါမယ် product community markets broker more ဆိုပြီးပါတယ်အဲ့တော့ broker markets community products အဲ့တော့ကျွန်တော်တို့ကစစချင်းဘာကြည့်မလဲဆိုတော့ product ထဲကိုပဲသွားမယ် product ထဲမှာအပေါ်ဆုံးမှာရှိနေတဲ့ super chart ဆိုတာလေးရှိလိမ့်မယ်အဲ့ဒီကောင်ကို click လိုက်လိုက်ဒါက web version နဲ့ဆိုရင်ပေါ့နော်ဆိုတော့ကျွန်တော် GUI ပါပြလို့ရအောင်လို့ဒီကောင်ကိုပါ download ဆွဲလိုက်မယ်နော်ဒီ TradingView MSIX Okay ဒီမှာ download ဆွဲသွားပြီဒီကောင်ပြည့်သွားလို့ရှင်ဒီ install ထလုပ်လိုက်မယ်ခိုင်းထားလိုက်တော့မယ်ပေါ့နော်ဆိုတော့ TradingView ကိုကျွန်တော်တို့စောစောတော့ email နဲ့ဝင်လိုက်တယ် email နဲ့ဝင်ပြီးတော့ super chat ဆိုတဲ့ကောင်ကိုရွေးလိုက်တယ်ဆိုလို့ရှင်ဒီလိုမျိုး chat ကိုကြည့်လို့ရတဲ့နေရာပေါ်လာလိမ့်မယ် maybe ဒီကြည့်နေတဲ့ညီကိုတို့ကအသစ်ဆိုလို့ရှင်အသစ်ဆိုတာ TradingView account အသစ်ဆိုလို့ရှင်ဘာဖြစ်မလဲဆိုတော့ဒီနေရာမှာ Apple APL ဆိုပြီးတော့ပေါ်တာမျိုးတွေ့ရလိမ့်မယ်ကျွန်တော်ကဒီ account ကဖြတ်လိုက်မယ်နော်ဒီ account က register လုပ်ထားပြီးသားaccount ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရွေးထားတဲ့ symbol ပေါ့နော်ကျွန်တော်ရွေးထားတဲ့ tick ကလာပြတာပါဆိုတော့ဒီ account ပေါ်နေလိမ့်မယ်မှတ်မိလားရှေ့မှာကျွန်တော်ပြောခဲ့ဘူးလေ ticker ဆိုတာဒါကိုပြောတာဒီရှေ့မှာပါတဲ့ AAPL ဆိုတဲ့ဟာအဲ့တော့သူ့ရဲ့အရှိရပါဘာလဲဆိုတော့ Apple INC ဆိုပြီးတော့ခဏတွေ့လိုက်လိမ့်မယ်เนาะအဲ့တော့ ticker ဆိုတာဒီအဲဒီ
ရည်ညွှန်းချက်ကအဲ့ဒီအတူကောက်စကားလုံးပေါ့နော်ဆိုတော့ဒီမှာအဲ့ဒီကောင်ကို ticker လို့ခေါ်ပါတယ် so တွက်ကြည့်အောင်အဲ့တော့ဘာပေါ်မလဲဆိုတော့ဒီလိုမျိုးပုံစံပေါ်နေလိမ့်မယ် maybe ညီကိုတို့စီမှာအဖြူရောင်နဲ့ပေါ်တာမျိုးတွေ့ကောင်းတွေ့မယ်အဲ့ဒီကောင်ဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်ဒီမှာက dark theme ကိုရွေးထားလို့ပါအဲ့တော့ဘယ်ကနှိပ်လိုက်တာလဲဆိုတော့ဒီဘေးမှာနော်ဒီဘေးမှာဒီမှာဆိုရင် free version ဆိုလို့ရှိရင်ဘာဖြစ်လဲကြော်ညာတွေတက်ပါတယ်အဲ့တော့ဒီမှာdark theme ကိုကျွန်တော်ပိတ်လိုက်မယ် confirmation ကို yes လုပ်လိုက်မယ်အဲ့ဒါဆိုရင်ဘယ်လိုပေါ်မလဲဆိုတော့ဒီလိုပေါ်မယ်အဲ့တော့ကျွန်တော် default ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ခဏလေးကျွန်တော် default ချိန်လိုက်မယ်နော်setting တွေကိုသွားမယ် okay အဲ့တော့ template မှာကျွန်တော် apply default ဆိုပြီးနှိပ်လိုက်မယ် apply default ဆိုလို့ရှိရင် okay ဒါဒီလိုပေါ်မှာပေါ့နော်အဲ့တော့ apply default ဆိုလို့ရှိရင်ဒီလိုကြီးလာပေါ်လိမ့်မယ်အပဲဒီမှာသူ့ရဲ့ ticker ရော name ရော symbol ရောပြီးလို့ရှိရင် interface ဆိုတာကဒီမှာပါနေတဲ့ time frame ကိုပြောနေတာကျွန်တော်အဲ့ဒီကောင်လေးကိုဖြုတ်လိုက်မယ်နော်လောက်ထားလိုက်ပေါ်နေတာပါ so နောက်မှာ background မှာ စောစောက install ဆွဲထားတဲ့ run နေတာပါဒါ security လာပြီးတော့မေးတာပါ computer ရဲ့ application installer ကနေပြီးတော့လာတာပါ sorry so ဒါဆိုရင်ကျွန်တော်အရင်က installation လုပ်ထားတဲ့ trading view application ရှိတယ်အဲ့ဒီကောင်က update မဖြစ်တော့ဘူးဆိုတော့သူက update တောင်းတယ်ဆိုတော့ညီကိုတို့ကအသစ် download ဆွဲတာဆိုလို့ရှိရင်တော့ update မတောင်းဘူး so installation လုပ်ဖို့လို့သူ step by step ပြောလိမ့်မယ်အဲ့ဒီကြလို့ရှိရင်အဲ့ဒီ step တွေအတိုင်း next တို့ follow တို့ okay တို့နှိပ်ပြီးတော့ installation လုပ်ရုံပဲကျွန်တော်တို့ဘာမှအထူးတလဲမပါဘူးပေါ့နော်ဆိုတော့ဒီမှာဘာဖြစ်ပလဲဆိုတော့ဒါ web version အနေနဲ့ကျွန်တော်တို့ရပြီအဲ့တော့ installation အရာပြောမယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်ကျွန်တော်တို့သုံးလို့ရပြီလို့ပြောလို့ရတယ် chat ကိုကြည့်လို့ရပြီအဲ့တော့ဒါက trading view ကိုကျွန်တော်တို့ sign up လုပ်တယ် register လုပ်တယ် installation လုပ်တယ်ဆိုတော့time stamp နဲ့မှာပါသွားလိမ့်မယ်ပေါ့နော်ကျွန်တော်ဒါကိုအဲ့ဒီနေရာမှာပဲထားလိုက်မယ် so နောက်တစ်ပိုင်းကျွန်တော်တို့ဆက်ပြီးတော့ရှင်းမယ်နောက်တစ်ပိုင်းရှင်းတဲ့အချိန်ကျတော့ web version မှာပဲကျွန်တော်အခုဆိုလို့ရှိရင်ဒီအပေါ်မှာဒီလိုဘားတွေပေါ်နေတယ်ဒီမှာဆိုလို့ရှိရင်ဒီ URL ရိုက်ပြီးတော့ရှာလို့ရတဲ့နေရာတွေပေါ်နေတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအပေါ်မှာနေရာတအားယူထားပြီးတော့ chat ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမမြင်ရဘူးပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးရှင်းရှင်းလင်းလင်းမြင်ရခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ function key နဲ့ F11 key နဲ့ကိုတွဲနှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင် full screen ဆိုပြီးတော့ screen အပြည့်ဖြစ်သွားလိမ့်မယ် screen အပြည့်ဖြစ်သွားတော့ဘာဖြစ်လဲခုနကတော့ web မှာမြင်နေရတဲ့ browser ရဲ့ဒီအပေါ်က URL ရိုက်ရှာလို့ရတဲ့ bar တွေပျောက်သွားလိမ့်မယ်နော်ကျွန်တော်ဒီကောင်လေးခဏ favorite 2ပါလေးဖြောက်လိုက်မယ်ဘာကြောင့်လဲဆိုတော့ default အနေနဲ့ဆိုလို့ရှိရင်အဲ့ဒါ favorite 2ပါမှာမဟုတ်ဘူး so အဲ့တော့ကျွန်တော်တို့တစ်ပိုင်းချင်းစီရှင်းရအောင်တစ်ပိုင်းချင်းစီရှင်းမယ်ဆိုတော့အရင်ဦးဆုံးဟောဒီဘယ်ဘက်ဆုံးကအပိုင်းကိုကြည့်ရအောင်ဘယ်ဘက်ဆုံးကအပိုင်းမှာဘာတွေပါလဲဆိုတော့ဒီမှာဆိုလို့ရှိရင် cross ဆိုတဲ့ဟာလေးပါတယ်ဘေးမှာ arrow လေးပါသေးတယ်ဗျကျွန်တော်နှိပ်ကြည့်အောင်အဲ့ဒီ arrow မှာဘာတွေပြောနေလဲဆိုတော့ dog ရဲ့ arrow ရဲ့ demonstration ရဲ့ magic ရဲ့ eraser ရဲ့ဆိုပြီးတော့နောက်တစ်ခုက value to tips and long press ဆိုတာမျိုးပါတယ်ဆိုတော့ဒီကောင် on ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်သူ့ကိုပိတ်လိုက်လို့လည်းရတယ်သူ့ကိုပိတ်လိုက်ရင်ဘာဖြစ်လဲသူ့ကိုဖွင့်လိုက်ရင်ဘာဖြစ်လဲအဲ့ဒီဟာလေးအရင်ပြောမယ်ကျွန်တော်သူ့ကိုဖွင့်လိုက်မယ်နော်ဖွင့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဟောဒီ candlestick အပေါ်မှာ left click နဲ့ဘယ်ဘက် click နဲ့ကျွန်တော်ကြာ click နှိပ်ထားလိုက်မယ် okay အဲ့တော့ဒီ candlestick ကို selection ဝင်သွားပြီမှတ်မိပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုပေါ်လဲဆိုတော့ဒီလိုအပြောက်ကလေးတွေပေါ်နေလိမ့်မယ်အဲ့ဒါကဘာကိုပြောတာလဲဆိုတော့ candlestick တွေကို selection လုပ်ထားတယ်လို့ပြောတာဆိုတော့ကျွန်တော် long click နှိပ်လိုက်တဲ့အချိန်မှာဘာပေါ်လဲဆိုတော့အဲ့ဒီ can နဲ့တစ်ချောင်းချင်းစီရဲ့အဖွင့်ဈေးဘယ်လောက်လဲအမြင့်ဆုံးဘယ်လောက်လဲအနိမ့်ဆုံးဘယ်လောက်လဲclose ပေါ့နော်ပိတ်သွားတာဘယ်လောက်လဲပြီးတော့ changes အပြောင်းလဲဘယ်လောက်ရှိသလဲဆိုတဲ့ဟာမျိုး dt ဒီမှာသူ့ရဲ့ value can နဲ့တစ်ခုချင်းစီရဲ့ value ပေါ်တယ်အဲ့ဒီ dt ကဘယ်မှာပေါ် sorry ဘယ်မှာပေါ်သေးလဲဆိုတော့ဒီနေရာမှာပေါ်တယ် sorry ကျွန်တော်ဟိုအလုပ်ပြထားတယ်ဒီမှာ OHLC ဆိုပြီးပေါ်လိမ့်မယ်ပြီးလို့ရှိရင်ဒီအောက်မှာပါလဲဆိုတော့နောက်မှာပါလဲဆိုတော့ plus
0.04 ခွင့်စားခွင့်မိတ် plus 0.02 စသဖြင့်အဲ့ဒီကောင်ကဘာကိုပြောရလဲဆိုစောစောကပြောတဲ့ click နှိပ်လိုက်တဲ့အချိန်မှာမြင်ရတဲ့ value တွေအကုန်လုံးကိုသူကဟိုအပေါ်မှာလဲသွားပြတာအကယ်၍ဒီလိုမျိုးမမြင်ရခြင်းဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဟောဒီထဲမှာသွားပြီးတော့သူပိတ်ထားလို့ရတယ်အဲ့လိုပိတ်ထားရင်ဘာဖြစ်တော့ဘာမှဖြစ်ဘူးဒီကောင် long click နှိပ် long click ဆိုတာဖိထားတာပေါ့နော်အဲ့လိုဖိထားမပေါ်ဘူးဒါပေမဲ့ဒီမှာတော့အဲ့ value တွေအကုန်ပေါ်လိမ့်မယ်ခုနလိုမျိုးမြင်နေတယ်ဆိုရင်တော့ဘာလုပ်မလဲဒီကောင်လေးဖွင့်ထားမယ်ပေါ့နော်အဲ့တော့ okay ဒီကအရင်ရှင်းမယ်ဒီမှာ cross ရှိတယ် dot ရှိတယ်ကျွန်တော် cross ဆိုလို့ရှိရင်ဒီမှာ horizontal ဖြစ်တဲ့ဒီဘက်ရော vertical ဖြစ်တဲ့အပေါ်အောက်ရော x ဝင်ရော y ဝင်ရောကိုကျွန်တော်တို့ဒီမှာ mouse ကိုရွှေ့တဲ့အချိန်မှာမြားလေးပြပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော် dot ကိုရွေးကြည့်အောင် okay dot ကိုရွေးရင်ဘာဖြစ်သွားလဲဆိုတော့အခုဒီမှာမြားပုံစံလေးဒီ mouse ရဲ့ပုံစံလေးကိုကြည့် mouse ရဲ့ပုံစံလေးဒီ dot ပုံစံလေးဖြစ်သွားတယ်နော်အဲ့တော့ okay cross ကိုရွေးရင် cross ကဘာဖြစ်လဲဆိုတော့အဲ့ဒီ horizontal ရော vertical ရောပြောတယ်ဒါပေမဲ့အပေါင်းလက္ခဏာလေး mouse ကအဲ့ဒီပုံစံလေးပြနေပါတယ်နောက်တစ်ခုက arrow ပါ arrow ကကြတော့ mouse ရဲ့ပုံစံကဘာပုံစံပြောက်သွားလဲဆိုတော့မြားပုံစံလေးပြသွားတယ်နောက်တစ်ခုကကြတော့ x ဝင်ရိုးနဲ့ y ဝင်ရိုးကိုသူကစောစောကလို chat ပေါ်မှာမပြတော့ဘူးဒီမှာတတိထားမိမယ်နဲ့တူတယ် mouse ကိုကျွန်တော်ဒီ down ကိုကတ်လိုက်မယ်အောက်မှာအချိန်ကိုပြတယ်ညာဘက်မှာကသူကဈေးကိုပြတယ်အဲ့တော့အဲ့ဒီ mouse ရွေ့သွားတာ ਨੇ ဈေးဘယ်လောက်လဲဘာညာဆိုတာကိုကျွန်တော်တို့ဒီညာဘက်ချမ်းမှာမြင်ရမယ်ဘယ်နှစ်နာရီဘယ်ရက်ကအချိန်ကိုတော့ဒီအောက်မှာမြင်ရလိမ့်မယ်ဒါပေမဲ့စောစောကလို horizontal vertical ray မပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ line အတိအကျမမြင်အောင်မျက်လုံးမရှုပ်ဘူးဒါပေမဲ့ကိုကြိုက်တာနဲ့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါက demonstration ပါ demonstration အနေနဲ့တခုခုကိုသရုပ်ပြခြင်းနဲ့ဘာညာဆိုလို့ရှိရင်ကျွန်တော် demonstration အနေနဲ့အဲ့ဒီ mouse ကို color လေးပါတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးနဲ့ကျွန်တော်တို့demonstration သုံးလို့ရပါတယ်အဲ့ဒါဒီ tools ပါပဲเนาะအဲ့တော့ okay ဒါ mouse ရဲ့ pointer လို့ပြောရမှာပေါ့နော်အဲ့တော့ mouse ရဲ့ pointer လေးပါတိတ်ပြီးတော့ထူးထူးခြားခြားမဟုတ်ပါဘူးဆိုတော့ကျွန်တော် cross ကိုပဲကျွန်တော်ရွေးထားပါတယ်ဆိုတော့ဒါကဒီဘက်မှာပါတယ် tools bar တွေပေါ့အဲ့တော့အများဆုံးအသုံးများတာကျွန်တော်တို့ဘာတွေအသုံးများလဲဘာတွေအသုံးများလဲဆိုလို့ရှိရင်ဒီဘက်မှာဆိုရင်ကျွန်တော် cross သုံးတယ် cross သုံးတော့ကျွန်တော်ဘာလုပ်လို့ရှိလဲဆိုတော့ဒီမှာ favorite ဆိုပြီးတော့ကျွန်တော်ဘေးမှာ arrow လေးရှိတယ်မြားလေး sorry not arrow star လေးရှိတယ်အဲ့ဒီ star လေးကိုသွားပြီးတော့ click နှိပ်လိုက်အဲ့ဒီ star ကိုသွားပြီးတော့ click နှိပ်ထားတယ်ဆိုရင်ကျွန်တော်ဒီမှာ favorite ကိုကျွန်တော် favorite ဘာကိုလုံးလုံးဖြုတ်ချပြချင်တယ်ဒါမှကျွန်တော် favorite 2ပါကိုဘာလုပ်လို့ရမလဲဆိုတော့ရှင်းပြစရာမလုပ်အောင်တော့ alright okay ဒါဆိုရင်ကျွန်တော် favorite 2ပါမရှိတော့ဘူးအဲ့တော့များသောအားဖြင့်ဘာလုပ်လို့ရှိလဲဆိုတော့ကျွန်တော်အများဆုံးသုံးတဲ့ဒီ tools တွေပေါ့နော်tools တွေကိုကျွန်တော် favorite လုပ်ထားလေးရှိတယ်အဲ့တော့ဒီမှာကျွန်တော် cross ကို favorite လုပ်ထားတယ်နောက်တစ်ခုကဘာသုံးလဲဆိုတော့ဟောဒီအောက်မှာ trend line ရှိတယ်ကျွန်တော် trend line သုံးတယ် trend line ကိုကျွန်တော် favorite လုပ်ထားတယ်ပြီးရင်ကျွန်တော်ဘာသုံးသေးလဲဆိုတော့ဒီ horizontal ray ဆိုတာကိုအသုံးများတယ်အဲ့တော့ horizontal ray ကိုကျွန်တော် favorite လုပ်တယ်ပြီးရင် vertical line ကိုကျွန်တော်အသုံးများတယ်သုံးတတ်တယ်ပေါ့နော်vertical line သုံးတယ်နောက်ပြီးရင် trend line ရှိမယ် alright ဒီမှာကတော့ဒီလောက်ပဲနောက်တစ်ခုကကျွန်တော်အောက်က tab တစ်ခုထဲမှာဘာသုံးလဲဆိုတော့ Fibonacci retracement mathematic measurement တွေအတွက်အများဆုံးသုံးပါတယ်ပေါ့နော်အဲ့တော့ Fibonacci retracement ကိုကျွန်တော် form အမျိုးမျိုးသုံးပါတယ်အဲ့တော့အဲ့ဒီ form အမျိုးမျိုးကိုလည်း template တွေဘယ်လိုသိမ်းတာဆိုတော့ဒါလည်းပြောပါမယ်အဲ့တော့ကျွန်တော်အဲ့ဒီကောင်ကိုဆက်လက်မှတ်ထားတယ်ကျန်တဲ့ဟာတွေဘာသုံးလဲကျွန်တော်ဘာမှမသုံးတစ်ခါတလေမှကျွန်တော် gun box သုံးတတ်တယ် premium discount ကိုသုံးတဲ့အချိန်မှာပေါ့နော်အဲ့တော့အဲ့ဒီ gun box setting တွေလည်းတစ်ခုချင်းစီရှင်းပါမယ်ဆိုတော့အဲ့ဒီကောင် favorite လုပ်ထားတယ်ဒီထဲမှာရောhead and shoulder button တို့ cipher button တို့ no ကျွန်တော်တို့ဒီ Eliwave no ဘာမှမသုံးကျွန်တော်တို့ဒါတွေဘာမှမသုံးပါဘူးခေါင်းနဲ့ထည့်ကြမလို့နောက်တစ်ခုက position မှတ်ဖို့လို့အတွက် long position short position ကျွန်တော်သုံးမယ်position focus no need အဲ့ဒီထားတယ်မလို့အဲ့တော့ဒါပဲသုံးပါတယ်နောက်တစ်ခုကဒီအောက်မှာပါတယ်ဘာလေးလဲဆိုတော့ brush တို့ highlighter တို့ arrow marker တို့ arrow တို့မသုံးပါဘူးဘာပဲသုံးလဲဆိုတော့ကျွန်တော် rectangle သုံးပါတယ်ပြီးလို့ရှိရင် pads တစ်ခါတလေမှာကျွန်တော်သုံးတယ်ကျွန်တော်ဒီ team ကညီကိုတွေကိုရှင်းတဲ့အချိန်ကြလို့ရှိရင်တစ်ခါတလေကျွန်တော်ဆွဲပြရတယ်ဆွဲပြတဲ့အချိန်မှာသုံးတယ် triangle သုံးလားမသုံးဘူး arc သုံးလားမသုံးဘူး curve သုံးလားမသုံးလိုအပ်တယ်ဆိုလို့ရှိရင်သုံးလို့ရတယ်နော်အဲ့တော့လိုအပ်တဲ့ဟာမှန်သမျှကိုကျွန်တော်တို့ကဒီ favorite 2ပါလေးထားခဲ့လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော် price note sometime
သုံးတတ်ပါတယ်ကျန်တာကတော့ကျွန်တော်မသုံးပါဘူးပြီးရင်ဒီမှာ emoji တွေပါတယ်ရှိတယ် emoji တွေပါတယ်chat ထဲမှာထည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ထည့်လို့ရမယ်ဒါပေမဲ့ကျွန်တော်မသုံးဘူးနောက်တစ်ခုပါရှိလဲဆိုတော့ဒီကောင်ကပေတံလေးပါနောက်တစ်ခုပါရှိလဲဆိုတော့ zoom in zoom out ပါအဲ့တော့ဒါလေးပေါ်လာတာနည်းနည်း wonderful ဖြစ်သလားမဖြစ်ပါနဲ့ကျွန်တော်တို့ favorite ဆိုတာနှိပ်လိုက်တာနဲ့ favorite ရွေးလိုက်တာနဲ့ favorite 2 bars လေးက automatic သူပေါ်လာပါလိမ့်မယ်เนาะအဲ့တော့အဲ့ဒီကောင်ပေါ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ item တွေကိုလည်းကိုယ်စိတ်ကြိုက် drag and drop adjust လုပ်လို့ရပါတယ်เนาะ adjust လုပ်လို့ရပါတယ်အဲ့တော့အခုဒီမှာအပြာရောင်လေးသူက select မှတ်ပြီးပြီလို့ပြောတာသူ့ကို select မှတ်ထားတယ်လို့ပြောတာအဲ့တော့ဒီမှာဒီလိုနှိပ်လိုက်ရင် gun box ကို select မှတ်ထားတယ်လို့ပြောတာအဲ့တော့ဒီ condition ကနေပြီးတော့ကျွန်တော် mouse ကိုပဲနှိပ်ချင်တယ်ကာစာကိုရွေးချင်တယ်ဆိုရင် cross ဆိုတော့နှိပ်လိုက်ရုံပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာဒီထဲမှာ favorite အနေနဲ့ကျွန်တော်ရွေးထားတာပေါ့နော်အဲ့တော့ဒီကောင်လေးပေါ်လာရင်ဘာဖြစ်လဲသတိထားမိမလားတော့မသိဘူးဒီအောက်မှာပါတယ်ကျယ်ပုံစံလေးအဲ့ဒီကျယ်ပုံစံလေးကလင်းလာတယ်အကယ်၍ဒီကောင်ကိုဖျောက်လိုက်ချင်တယ်ဆိုတာ favorite ကိုအကုန်ဖြုတ်လိုက်တာမဟုတ်ဘူးဒီဘာကြီးတစ်ခုလုံးကိုခဏဖျောက်ချင်တာအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအောက်မှာရှိတဲ့ဟာလေးကိုနှိပ်လိုက်အကောင်ပျောက်သွားလိမ့်မယ်မြင်ကွင်းကနေနော်ပျောက်သွားလိမ့်မယ်ဆိုတော့ပြန်ပေါ်ခြင်းသူ့ကိုပြန်နှိပ်လိုက်အဲ့ဒါဆိုရင်ဒီ favorite 2 bars လေးပြန်ထွက်လာလိမ့်မယ်နော်အဲ့တော့မျက်စိရှုပ်တယ်ဆိုလို့ရှိရင်ဖျောက်ခြင်းဖျောက်ထားလို့ရတယ်ပြန်ပေါ်ခြင်းသူ့ကိုပြန်နှိပ်ပြီးပြန်ပေါ်လို့ရတယ်ဒီမှာ adjustment ကြိုက်တဲ့နေရာမှာကျွန်တော်တို့သွားထားလို့ရမယ်နော်သွားထားလို့ရမယ်ဆိုဒါကဒီဘေးမှာပါတဲ့ tools တွေကိုကျွန်တော်တို့ဆွဲထုတ်တာအဲ့တော့ဒီမှာဘာပါလဲဆိုတော့ဒီကောင် ruler လို့ခေါ်တယ် ruler ဆိုတာကအနှိမ်ဆုံးနဲ့အမြင့်ဆုံးပေါ့ဒီကောင်ကနေဒီဒီဆိုလို့ရှိရင်ကျွန်တော်ဘယ်နှ point ရှိလဲဆိုတဲ့ဟာမျိုးပေါ့နော်ဘယ်နှဘာရှိလဲဒီမှာဆိုရင်ကန်တွေက73ဘာရှိတယ်all right so I will choose ကျွန်တော် future ကပဲ NQ ကိုရွေးထားလိုက်မယ်နော် okay next step ကိုကျွန်တော်ရွေးထားတယ်အဲ့တော့ next step ကိုကျွန်တော် measure လုပ်ကြည့်အောင်ဒီထိပ်ကနေပြီးတော့ဒီအောက်ကိုပြုတ်ကျသွားတယ်ဒီကန်နဲ့ low ထိအဲ့ဒီထိဆိုရင်ကျွန်တော်တို့ဘယ်လောက်ရှိလဲဆိုတော့63 point ရှိပါတယ်63.05ဘာလို့အနှုတ်ပြနေရလဲဆိုတော့အောက်ဖက်ကိုတိုင်းလို့အကယ်၍ကျွန်တော်တို့ကအောက်ကနေအပေါ်ကိုတိုင်းနေဆိုလို့ရှိရင်သူကအပေါင်းပြလိုက်မယ်เนาะအပေါင်းပြလိုက်မယ်ဆိုတော့အနှုတ်မပြတာပေါ့နော်ဒီမှာ61.05 point ရှိပါတယ်so အဲ့ဒီလိုမျိုး measurement တွေအတွက်ကျွန်တော်တို့ဘာသုံးလို့ရလဲဆိုတော့ဒီ ruler လေးသုံးလို့ရတယ်အဲ့ဒီ ruler ကိုဒီတိုင်း mouse click ပြီးတော့ဒီလို ruler အပြင်ဘာလုပ်လို့ရလဲဆိုတော့ keyboard မှာပါတဲ့ shift key ကိုနှိပ်ထားလိုက် shift key ကိုနှိပ်ပြီးတော့ mouse ကို click နှိပ်ပြီးတော့ဆွဲချလိုက်အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့ဒီ ruler က automatic select ဖြစ်ပါလိမ့်မယ်เนาะအဲ့ဒါ shift key နဲ့ shortcut သုံးလို့ရတဲ့ဟာပါနောက်တစ်ခုကကြတော့သူ့အောက်မှာပါတယ်မှန်ဘလူးအပေါင်းလက္ခဏာမှန်ဘလူးလေးပါသူကဘာလုပ်တာလဲဆို zoom ဆွဲတာပါအဲ့တော့ဒီ price area လေးကိုပဲချဲ့ပြီးကြည့်ကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီမှန်ဘလူးလေးကို click လိုက်ပြီးလို့ရှိရင်အဲ့ဒီ area ကို zoom ဆွဲလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးကောင်းကောင်းကြဲကြဲကြီးမြင်ရပါလိမ့်မယ်เนาะမြင်ရပါလိမ့်မယ်အဲ့အတွက်သုံးတာပါအဲ့တော့ zoom ချဲ့ထားတဲ့အချိန်ကျတော့မှသူကဘာပေါ်လဲဆိုတော့ဒီမှာခုနကတော့ဒီမှာ zoom ပြန်ချဲ့လိုက်မယ် zoom ရဲ့အောက်မှာဒီမှာเนาะဘာမှမပေါ်ဘူး zoom တစ်ခုပဲရှိမယ်ဒီအောက်မှာအတန်လိုက်ပုံလေးပဲရှိတယ်အဲ့တော့ဒီကောင်ကိုချဲ့လိုက်မယ်အဲ့ဒီကောင်ချဲ့တဲ့အချိန်မှာဒီမှာဘာတွေ့လဲ zoom out ဆိုတာလေးပါလာတယ်အဲ့တော့ဒါဒီ zoom in ဒါဒီ zoom out ကိုနှိပ်လိုက်ရင်စောစောတုန်းက chat အနေထားကို automatic ပြန်ရောက်သွားပါလိမ့်မယ်เนาะအဲ့တော့ဒီအောက်ကပါလဲ magnet ဆိုတာက magnet မှာ option ရှိတယ် weak magnet ရယ် strong magnet ရယ်ဆိုတာရှိတယ်နောက်တစ်ခုက snap to indicators တွေကျွန်တော်တို့ဘာ indicator မှမသုံးဘူးကျွန်တော်တို့သုံးတဲ့ indicators ကကျွန်တော်တို့ core future ကဒီညီကိုတွေသုံးဖို့လို့အတွက်ကျွန်တော်ရေးထားတဲ့ဟာပဲသုံးခိုင်းပါပါအဲ့ဒီ indicators ကလည်းဟိုပြောရရင်အချိန်တို့ဈေးတို့တိုင်းတာတဲ့နေရာမှာပဲအထူးသဖြင့်အချိန်ပေါ့နော်အချိန်မှတ်တဲ့နေရာမှာသုံးတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲကိုဘာကိုဆွဲလဲရတယ်ကျွန်တော်ကိုဘာကိုမဆွဲကျင်လို့လွယ်လင်းတကူဒီကွန်ပျူတာနဲ့ကွန်ပျူတာ program နဲ့မြန်အောင်လုပ်ထားတဲ့ဟာပေါ့နော်အဲ့တော့မသုံးကျင်လည်းရတယ်သုံးကျင်လည်းရတယ်အဲ့တော့ကျွန်တော် indicator ကတခြားဘာ indicator မှမသုံးဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော် indicator နဲ့ပတ်သက်တဲ့ဟာကိုပိတ်ထားပါတယ် indicator ကိုထည့်တဲ့အချိန်မှာဒီ magnet နဲ့တွားပြီးတော့ဆွဲကတ်တာမျိုးတွေကျွန်တော်မကြိုက်ပါဘူးမလိုချင်ပါဘူးအဲ့တော့ weak magnet ရယ် strong magnet ရယ်ဆိုတာရှိတယ်များသောအားဖြင့်ကျွန်တော်ဘာ on ထားလေးရှိလဲဆိုတော့ weak magnet ကို on ထားလေးရှိတယ်နော်အဲ့တော့အဲ့ magnet ကိုနှိပ်ပြီးတော့ပိတ်လိုက်မယ်ပိတ်ပြီးတော့ကျွန်တော် trend line လေးတစ်ခုဆွဲပြမယ်ဆိုတော့ trend line ဆိုတာထပ်ပေါ့နော်ဆိုတော့ဒီကန်နဲ့ height ကနေပြီးတော့ဆွဲတယ်ဆိုပါစို့နော်ဒီကန်နဲ့ height ကနေပြီးတော့ဒီထိဆွဲလိုက်တယ်ဆိုတော့အဲ့ဒီဆွဲလိုက်တဲ့အချိန်မှာဒီမှာမြင်နေရတဲ့အနေအထားနဲ့ဆွဲလိုက်တာကျွန်တော်တို့ကအပေါ်ဆုံးကိုထိတယ်အပေါ်ဆုံးဈေးကိုမှတ်မိထားတယ်လို့ထင်တာဒါပေမဲ့တကယ် zoom in လုပ်ပြီးကြည့်တဲ့အချိန်မှာအပေါ်ဆုံးဈေးကိုattach မလုပ်ထားဘူးမထိမိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာလုပ်လိမ့်ရှိလဲဆိုတော့အဲ့ဒီလိုမျိုးလွတ်မသွားအောင်လို့အတိအကျဖြစ်အောင်လို့ magnet ကို on ထားလိမ့်ရှိပါတယ်
အဲ့တော့ magnet ကို on ထားတဲ့နေရာမှာ default အနေနဲ့ဆို weak magnet နဲ့သွားပါတယ်အဲ့တော့အဲ့ဒီကောင်ဆက်လက်မှတ်လိုက်မယ် mouse ကိုအဲ့ဒီကန်ထဲမှာ point 4 point ရှိတယ်လို့မှတ်ထားပါအမြင့်ဆုံး point ရယ် opening price ရယ် closing price ရယ် lowest price ရယ် highest price ရယ်ဆိုပြီး point 4 point ရှိတယ်ကန်ထဲရဲ့အဲ့ဒီ point 4 point ကိုကျွန်တော်တို့က magnet on ထားရဲဆိုရင် automatic သွားပြီးတော့ပြစ်ကပ်ပါလိမ့်မယ်နော်အဲ့တော့အဲ့ကန်ထဲပေါ်မှာပဲဆွဲလိုက်အဲ့တော့ဘယ်လိုပြောမလဲလွတ်သွားစရာအကြောင်းလွဲသွားစရာအကြောင်းဘာမှမရှိဘူးအဲ့လို condition မျိုးမှာဆိုရင်ကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ဒီလိုအနေထားမျိုးပေါ့နော်ဒီလိုအနေထားမျိုးကိုဆိုတော့ဒီကန်ရဲ့အလဲကောင်ကိုသွားပြီးတော့ကျွန်တော်တို့မှတ်ချင်တယ်ဆိုရင်တော့ပြဿနာတက်ပြီပေါ့ဘာဖြစ်လို့လဲဆိုတော့သူမှတ်တာကအဲ့ဒီကန်ရဲ့ point 4 point ကိုပဲသွားတာဟုတ်အလဲကောင်ကြတော့မသွားတော့အဲ့တော့မသွားရင်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့control key ကိုနှိပ်လိုက်အဲ့ဒီဟာကိုကင်ထား magnet on ထားဒါပေမဲ့စောကပြောသလိုမျိုး attach ဖြစ်တဲ့နေရာတွေကိုမသွားစေချင်ဘူးဆိုဘာလုပ်လိုက်မလဲဆိုတော့ keyboard ကနေ control key ကိုနှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုလည်းသတိထားကြည့်ဒီ magnet လေးက automatic control key ကိုနှိပ်တဲ့ control key ကိုကျွန်တော်နှိပ်လိုက်တဲ့အချိန်မှာအဲ့ magnet ကပြုတ်သွားလိမ့်မယ်အဲ့တော့ဒါဆိုရင်လုံးဝ free ဖြစ်သွားပြီအဲ့လိုရွှေ့လို့ရလိမ့်မယ်နော်အဲ့တော့အခုဒီကန်နဲ့ height ကိုယူမယ်အဲ့တော့ဒီကန်နဲ့ height ကိုယူလိုက်တယ် trend line ကိုဆွဲတဲ့အချိန်မှာ trend line ကမဖြောင့်နေဘူးနော်အဲ့တော့ဖြောင့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီမှာ magnet ကလည်း attach လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ magnet နဲ့သွားပြီးတော့ဒီအောက်မှာရှိနေတဲ့အနီးဆက်ဆုံးကန်ရဲ့ point 4 point မှာသွားပြီးဆွဲကပ်နေတာအဲ့လိုမဖြစ်ချင်ရင်ဘာလုပ်လို့ရလဲဆိုတော့ shift key ကိုနှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင် shift key ကိုနှိပ်ပြီးလွှတ်လိုက် mouse က keyboard ကတော့မလွှတ်သေးနဲ့အောင်ရတယ်ပြီးမှလွှတ်လိုက် mouse လွှတ်ပြီးဆိုမှ keyboard ကလွှတ်ပါနော်အဲ့တော့တကယ်လို့မေ့မယ်ဆိုလို့ရှိရင်ချရေးပြီးမှတ်ပါနော်ချရေးပြီးမှတ်ပါအဲ့တော့ control ကဘယ်ချိန်မှာနှိပ်ရမယ် shift ကဘယ်ချိန်မှာနှိပ်ရမယ်အဲ့ဘာမဖြစ်ဘူးဆိုရင်ပြန်နှားထောင်ပေးပါနော်ဆိုဒီမှာဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ hori can ရဲ့ high price ကိုပဲကျွန်တော်တို့ attach ဖြစ်တယ် hori line ကလည်းလုံးဝဒန်းနဲ့တစ်ဖြောင်နဲ့နော်ဒန်းနဲ့တစ်ဖြောင်နဲ့ကျွန်တော်အခု keyboard ကနေပြီးတော့ shift ကိုနှိပ်ထားတယ် shift ကိုနှိပ်ထားပြီးအောက်ကိုဆွဲတဲ့အချိန်မှာသူက trend line လို့ပေါ်တယ်ဒါဒီအောက်ကိုတက်တဲ့ဆွဲတဲ့အချိန်မှာဒါဒီ90ပေါ့နော် vertical ဒီကောင်ဆိုလို့ရှိရင်လည်း45ဒီကောင်ဆိုလို့ရှိရင်horizontal ပေါ့နော်ရေပြင်ကြီးတိုင်းဖြစ်အောင်လို့သူက automatic adjust လုပ်ပေးတာအဲ့တော့ကျွန်တော် shift key ကိုနှိပ်ထားတယ်နော် shift key ကိုနှိပ်ထားတယ်အဲ့တော့ဒီတိုင်းကျွန်တော်တို့သုံးပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ keep drawing ဆိုတာက drawing ဆက်ပြီးတော့ဆွဲလို့ရအောင်လို့ keep လုပ်ထားတာပါညာဆိုပြီးသူပြောတယ်ကျွန်တော်မလို့အဲ့ဒီကောင်သုံးစရာမလို့နောက်တစ်ခုကဘာလဲဆိုတော့ဒါ lock ပေါ့နော် lock ဆိုတာကဘာလုပ်တာလဲဆိုတော့ဒီကောင်ကိုအခု trend line ကိုကျွန်တော်ဒီမှာထားထားတယ်အဲ့ဒီ trend line ကိုဒီ chat ကိုဆွဲတဲ့အချိန်မှာရွေ့မသွားစေချင်ဘူးအခုဆွဲထားရင်ဆွဲထားတဲ့အတိုင်းပဲရှိနေစေချင်တာအဲ့ဒါမျိုးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့အဲ့ကောင်ကိုဆက်လက်မှတ်လိုက်ဆက်လက်မှတ်ပြီးဆိုလို့ရင်ဟောဒီ lock ဆိုတဲ့ဟာလေးကိုနှိပ်လိုက်အဲ့ဒါဆိုရင် तू က lock all drawing လို့ပြောတယ်အဲ့တော့ lock all drawing ဆိုတာကကျွန်တော်တို့ဆွဲထားသမျှအကုန်လုံးပေါ့နော်ကျွန်တော်ဒါလေးခဏပြန်ဖြုတ်လိုက်မယ်ကျွန်တော်ဒီမှာvertical line တစ်ခုထပ်မယ်ပြီးရင် gray တစ်ခုထည့်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် rectangle တစ်ခုပါထပ်ထည့်လိုက်မယ်ပေါ့နော် so trend line မှာမဟုတ်ဘူးเนาะ hori tools တွေကဘယ် indicator ကိုပဲသုံးသုံး magnet တွေ automatic အဲ့ဒီလေးနေရာကို attach လုပ်တယ်သူ magnet က attach လုပ်တိုင်းအဲ့ဒီ attach လုပ်တဲ့ဟာကိုလွတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာသုံးလို့ရလဲဆိုတော့ control key ကိုသုံးလို့ရတယ်เนาะဆိုတော့ဒီမှာကျွန်တော်အခု drawing တွေဘယ်နှခုဆွဲထားလဲဆိုတော့1 2 3 4အဲ့လေးခုဟုတ်မဟုတ်ဘယ်မှာကြည့်လို့ရမလဲဆိုတော့ဒီမှာဒီဘေးမှာလေ object ဆိုတဲ့ဟာလည်းရှိတယ်ပြီးရင်တော့ text ရှင်းပြမှာအဲ့နာရောက်နေပေါ့နော်ဆိုတော့အဲ့ object အောက်မှာကျွန်တော်တို့ဒီမှာဒါတွေကိုကြည့်လို့ရလိမ့်မယ်နော်အဲ့တော့အဲ့ဒီကောင်တွေကိုကျွန်တော်တို့ကအကုန်လုံးကိုဆွဲထားတဲ့ဟာတွေအကုန်လုံးကိုမရွေ့စေချင်ဘူးဆိုဘာလုပ်လို့ရလဲဆိုတော့အကုန်လုံးကိုဒီမှာသွားပြီး lock လုပ်လိုက်လို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီကောင်ကိုဆွဲကြည့်လိုက်မယ်ဒီဟာကိုဆွဲချဲ့လို့လည်းမရဘူးအပေါ်ကိုဆွဲချဲ့လို့လည်းမရဘူးအောက်ကိုဆွဲချဲ့လို့လည်းမရဘူးလုံးဝ lock ခတ်နေတာနော် lock ခတ်ပြီးသားဖြစ်သွားတယ်အဲ့တော့ဒီကောင်လည်းအတူတူပဲကျွန်တော်ဒီကနေပြီးတော့ဆွဲလို့မရအောင်ဒီကောင်လည်းအတူတူပဲဒီခေါင်းကနေကင်ပြီးတော့ရွှေ့လို့မရအောင်ဒီမှာရှိနေတဲ့ဒီ vertical line ကိုလည်းကျွန်တော်ရွှေ့လို့မရတော့ဘာကြောင့်ရွှေ့မရလဲဆိုတော့ lock ချလိုက်လို့เนาะအဲ့ကောင်ပြန်ဖြုတ်လိုက်မယ်ပြန်ဖြုတ်လိုက်ပြီးတော့ဒီမှာဒီကနေကျွန်တော်ရွှေ့လို့ဒီ line ဟာရွှေ့လို့ရလိမ့်မယ်เนาะအဲ့တော့တခုပဲlock ချခြင်းနဲ့ဆိုပါစို့เนาะ hori fair value gap ပေါ့เนาะဒီ fair value gap ကိုတစ်ခုတည်းပဲ lock ချခြင်းတာကျန်တဲ့ကောင်တွေ lock မချခြင်းဘူးဆိုအဲ့ဒီကောင်ကိုဆက်လက်မှတ်လိုက်သူ့ကိုဆက်လက်မှတ်လို့ရှိရင်ဒီလို box လေးတစ်ခုပေါ်လာလိမ့်မယ်เนาะအဲ့ဒီပေါ်လာတဲ့ box မှာဒီမှာ lock ပါတယ်အဲ့ဒီ lock ကိုနှိပ်လိုက်ရင်လေဒီကောင်ကလုံးဝသူကအတိအသတ် lock ဖြစ်သွားတာဒီမှာမင်းနေတယ်เนาะကျန်တဲ့ကောင်တွေအကောင်တော့ဘာဖြစ်လဲကျန်တဲ့ကောင်တွေရွှေ့လို့ရသေးတယ်เนาะဒီမှာရွှေ့လို့ရတယ်
so အဲ့ဒီ log ကိုဖြုတ်ချင်တယ်ဆိုရင်ဘာပြန်လုပ်မလဲအဲ့ဒီ oh my god အဲ့ဒီ tools ကိုပဲကျွန်တော်တို့က select မှတ်လိုက် select မှတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီ log ကိုဖြုတ်ပေးလိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒါရွှေ့လို့ရတယ်နော် okay ဒါကဒီဘေးမှာပါတဲ့ two bars တွေကိုပြောတာအဲ့တော့ဒီနောက်မှာဘာပါသေးလဲဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ဒီ drawing တွေအကုန်လုံးကိုကျွန်တော် hit လုပ်တာခဏဝှက်လိုက်တာပေါ့နော် chat ကနေခဏဖြောက်ချင်တယ်ဆိုရင်ကျွန်တော်ဘာသုံးလို့ရလဲဆိုတော့အဲ့ hit မှာလည်း option တွေရှိတာ哦 drawing ဆွဲထားသမျှဟာတွေအကုန်လုံးကိုဆွဲထားတဲ့ line တွေပေါ့နော်အဲ့ဒီဆွဲထားတဲ့ line တွေအကုန်လုံးကိုဖြောက်ချင်တယ်ဆိုလို့ရှိရင် hit drawing ဆိုတာကိုရွေးပြီးတော့နှိပ်လို့ရတယ်indicator တွေလည်းဖြောက်ချင်တယ်ဆိုရင် indicator ကိုပဲရွေးပြီးတော့နှိပ်လို့ရမယ်positioning order တွေကိုဖြောက်ချင်တယ်ဆိုရင်လည်းအဲ့ဒီကိုရွေးပြီးနှိပ်လို့ရမယ်မဟုတ်ဘူးဆို hit all ပေါ့ default ကပါလဲဆိုတော့ဒီကောင်ကို click လိုက်တာနဲ့အဲ့ဒါ hit all ပဲအကုန်လုံးပျောက်သွားလိမ့်မယ်နော်အကုန်လုံးပျောက်သွားလိမ့်မယ်ဒါပေမဲ့ဒီမှာတော့ရှိနေသေးတာတွေ့လားနော်အဲ့တော့ပြန်ပေါ်ခြင်းဘာလုပ်မလဲအဲ့ဒီမျက်လုံးကိုပြန်ဖွင့်လိုက်အဲ့ဒါဆိုပြန်ပေါ်လာလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ delete အကယ်၍ကိုထည့်ထားတဲ့ chat တွေ line တွေ indicators တွေကတအားကြီးရှုံနေပြီအကုန်လုံးကိုဖြတ်ထုတ်ချင်တယ်ဆိုရင်ဘာလုပ်လဲဆိုတော့အဲ့ဒီဟာကိုနှိပ်ပြီးတော့ဒီကောင်တက်ကလစ်လိုက်လို့ရှိရင်အကုန်ပျောက်သွားလိမ့်မယ်မဟုတ်ဘူးကိုကခွဲပြီးတော့ကလစ်ချင်တာစွဲထားတဲ့ဟာပဲဖြောက်ချင်တာ indicator တွေမဖြောက်ချင်ဘူးဆိုရင် indicator တွေခြံထားလို့ရမယ်ပေါ့နော် drawing ကိုပဲနှိပ်ဒါမှမဟုတ် indicator တွေဖြောက်ချင် indicator ပဲနှိပ် remove all drawing and zero indicator အခုကကျွန်တော်ဘာ indicator မှထည့်မထားလို့ကျွန်တော် indicator တစ်ခုနမူနာထည့်ပေးမယ် okay ဒီရှိတဲ့ဟာတစ်ခုကျွန်တော်ကောက်ထည့်လိုက်မယ်နော်3ခုကျွန်တော် indicator 3ခုထည့်လိုက်ပြီဒါ4ခုမြောက်လုံးဝမရတော့ဒီမှာသူပြောတယ် basic မှာ2တဲ့ဒါပေမဲ့ဘယ်ထိဝင်သွားလဲကြည့်ကြည့်အောင် indicator ဘယ်နှခုပါသွားလဲဒီမှာ accumulation distribution နဲ့ advanced decline line နဲ့ပြီးလို့ရှိရင်24 hour sorry 24 hour close ဆိုတဲ့ indicator ဆိုတော့ indicator ဘယ်နှခုရှိသွားမလဲဒီမှာနှစ်ခုပဲပါတယ်နော်ဒီကောင်ကဒီမှာ exclamation mark ပါနေ runtime error တဲ့ error တက်နေလို့အဲ့ဒီကောင်ကတော့ indicator full indicator အနေနဲ့သူမယူတာဆိုတော့ကျွန်တော်အဲ့ကောင်ကို delete လုပ်လိုက်မယ်နော်အဲ့တော့ total indicator ဘယ်နှခုရှိမလဲဆိုတော့တကယ် run နေတဲ့ indicator နှစ်ခုရှိလိမ့်မယ်အဲ့တော့ဒီမှာ2 indicator အဲ့နှစ်ခုစလုံးကိုဖြောက်ချင်တယ်ဆိုလို့ရှင်မလုပ်လို့ရလဲဆိုတော့ remove 2 indicator ဆိုရင်လုံးဝပျောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော် control z ကိုပြန်နှိပ်လိုက်မယ် control z ကိုပြန်နှိပ်လိုက်လို့ရှင်ဘာလုပ်တာလဲဆိုတော့ redo undo နဲ့အတူတူပဲเนาะအဲ့တော့ဒီ chat ကပြန်ပေါ်လာလိမ့်မယ်အဲ့တော့ပြန်ပေါ်လာရင်ကျွန်တော်တို့ layer ထဲမှာသွားကြည့်လိုက်လို့ရှင်ဒီမှာ indicator ရှိတယ်အဲ့ဒီ indicator ကိုအပေါ်အောက်ရွှေ့ခြင်းဘာနဲ့ရွှေ့လို့ရမလဲဆိုတော့ဒီမှာ drag and drop ဒီကနေအပေါ်ယူသွားအဲ့ဒီ accumulation distribution က24 hour ရအပေါ်ရောက်သွားလိမ့်မယ်เนาะဒါမျိုးတွေကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်အဲ့ဒီအပေါ်ဆုံးမှာသွားပေါ်ခြင်းလဲဆိုရင်လည်းအပေါ်ဆုံးမှာသွားပြီးတော့ရွှေ့လို့ရတယ် indicator တွေကိုအပေါ်မှာထားခြင်းလဲဆိုရင်အပေါ်ကိုဆွဲပြီးတော့ရွှေ့လို့ရတယ်เนาะအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီမှာ chat ကိုသွားပြီးတော့ဖုံးသွားတယ်ဒါတော့ indicator မျိုးစောပေါ်မှာမူတည်တာပေါ့နော် so ဒါကအဲ့ဒီကောင်ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့အကုန်လုံးကို clear လုပ်ချင်တယ်ဆိုရင်ဘာလုပ်မလဲဆိုတော့ဒီမှာဆိုရင်ဘာပါသေးလဲဆိုတော့ always remove lock drawing ခုနလိုမျိုး lock ခတ်ထားတယ်ဆိုရင်တော့အဲ့ဒီ lock ခတ်ထားတဲ့ဟာတွေကိုဖြုတ်ပလိုက်ရှင်းပလိုက်လို့ပြောတာအဲ့တော့ဒီကောင်ပိတ်ထားတယ်ဆိုလို့ရှိရင်တော့ဒီကောင်ကိုနှိပ်ပြီးတော့ remove လုပ်လိုက်တယ်ဆိုရင် lock ခတ်ထားတဲ့ဟာတွေအကုန်လုံးကျန်နေခဲ့လိမ့်မယ်နော်lock ခတ်ထားတာရှိရင်ဒီမှာတော့မရှိလို့အဲ့ဒါကိုပြန်ပြီးတော့ on ထားလို့ရပါတယ်ဆိုတော့အဲ့တော့ဒီတစ်ပိုင်းရှင်းမယ်လို့ကျွန်တော်ထင်ပါတယ် okay အဲ့တော့ဒီတစ်ပိုင်းရှင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ chat ကိုအရင်ပြောအောင်အဲ့ဒီ chat မှာကျွန်တော်တို့ကြည့်ရမှာပါလဲဆိုတော့ဝင်ရိုးနှစ်ခုပါတယ် horizontal ဝင်ရိုးနဲ့ vertical ဝင်ရိုးပေါ့နော်ဆိုတော့ဒီမှာဟောဒီအောက်ပိုင်းမှာမြင်နေရတာကိုကျွန်တော်တို့သင်္ချာ terms နဲ့ပြောမယ်ဆိုရင် x ဝင်ရိုးပေါ့ဒီအပေါ်ထောင်ပြီးတော့ကြည့်တယ်ဒီဘေးမှာပါတယ် price တွေပေါ့နော်30 220 30 210 30 200ဒါတွေအကုန်လုံးက vertical ပေါ့ vertical ဆိုတော့ y ဝင်ရိုးပေါ့အဲ့တော့ x ဝင်ရိုးမှာဘာတွေပြနေလဲဆိုတော့အချိန်ကိုပြတယ် y ဝင်ရိုးမှာဘာကိုပြလဲဆိုတော့ဈေးကိုပြတယ်အဲ့တော့ trading ကဘယ်ပေါ်မှာမူတည်ပြီးသွားတာလဲဆိုရင် time and price ပဲအဲ့တော့ကျွန်တော်တို့ကဒီ time နဲ့ price တွေပေါ်မှာကြည့်ပြီးတော့ပဲအယောင်းဝယ်လုပ်ရတာအချိန်ရယ်ဈေးရယ်အဲ့ဒီအပေါ်မှာအခုသွားတဲ့သင်မဲ့ concept ကလည်းအဲ့ဒီအချိန်နဲ့ဈေးနဲ့အပေါ်မှာမူတည်ပြီးတော့ကြည့်ပြီးတော့ကျွန်တော်တို့အယောင်းဝယ်လုပ်ဖို့ပဲသင်မှာအဲ့တော့ hori chat ကဘာကိုပြနေလဲဆိုတော့ဒီအောက်ကဟာဒီအချိန်ကိုပြတာပါဒီဘေးကဟာဒီဈေးကိုပြတာပါအဲ့တော့ဒီမှာမြင်နေရတဲ့ candlestick တွေပေါ့နော် candlestick ဘာမှလို့တော့ဘာသာမပြန်နဲ့ဘာမှလို့ဘာသာပြန်ဖျောင်းနိုင်နေဖြစ်ကုန်မှာ
အဲ့တော့ candlestick က candlestick လို့ပဲနားလည်ထားတာပိုကောင်းပါတယ်ဒီမှာပါလာတဲ့ candlestick ကဘာကိုပြောရလဲဆိုတော့ဥပမာဆိုပါတော့ကျွန်တော် zoom ချဲ့လိုက်မယ်နော် zoom ချဲ့လိုက်မယ် zoom ချဲ့လိုက်ပြီးတော့ဒီ candle ကိုပဲကြည့်အောင်အဲ့ဒီ candle ကအခုကျွန်တော်ရွေးထားတာဒီ time frame အရဆိုရင်ဒီမှာ1 minute ကိုရွေးထားတာနော်1 minute ကိုရွေးထားတာဒီမှာ time လဲပါတယ်နော်အဲ့တော့ဒီ candle တစ်ချောင်း print နဲ့ကြာချိန် print ဆိုတာဒီ candle တစ်ချောင်းပုံစံဖြစ်ပေါ်လို့အယောင်းဝယ်လောက်သွားတဲ့ကြာချိန်က10 minute ရှိပါတယ်အဲ့ဒီ10 minute အတွင်းမှာအဲ့ဒီ candle ရဲ့ opening price closing price ပြီးရင် lowest price ပြီးရင် highest price ဆိုတဲ့ဟာအကုန်လုံးဒီ10 minute အတွင်းမှာ10 minute ပြောင်းတာနဲ့သူကဘာလုပ်လဲဆိုတော့နောက် candle တစ်ချောင်းရွေ့ပြီးတော့အဲ့ဒီနောက် candle မှာအယောင်းဝယ်လောက်တဲ့ဈေးတွေကိုသူကမှတ်တမ်းတင်ထားတာအဲ့တော့ဒါဒီဘယ်နှ minute ကဟာလဲဆိုရင်ဒီအောက်မှာ minute ပါတယ်ကျွန်တော်ဘာထည့်ပေးထားလဲဆိုတော့အချိန်ရောနောက်တစ်ခုကခုနှစ်ရောပြီးရင်ရက်ရောရက်ကိုမှအင်္ဂလိပ်ရက်ရောမန္တလေးလားကျူစေးလားဆိုတာပါကျွန်တော်ထည့်ပေးထားတယ်လာရောထည့်ပေးထားတယ်ဒီမှာဆိုရင် M1 စက်ခွန် AUG exclamation mark not exclamation mark ဒါပါလဲ single quote ပေါ့နော် single quote 2026 26ဆိုတာ2026ကိုပြောတာအဲ့တော့ month ဆိုတာကတနင်္လာနေ့ကိုပြောတာစက်ခွန်ဆိုတာက18ရက်နေ့ကိုပြောတာ AUG ဆိုတာ August လ8လပိုင်းကိုပြောတာအဲ့တော့အဲ့ဒီ format တွေကလည်းကျွန်တော်တို့စိတ်ကြိုက်ပြင်လို့ရတယ်ပြီးတော့သူတို့ရဲ့ဘေးမှာဘာပါလဲဆိုတော့0504 0504ဆိုတာက9နာရီနဲ့မှ4မိနစ်ကိုပြောတာအဲ့တော့ဒီ9နာရီ4မိနစ်က AM လား PM လားဒါမျိုးတွေမေးစရာရှိလာတယ်နော်ဘာလို့လဲဆိုတော့အချိန်က24 hour နဲ့သွားတာဟိုအဲ့တော့ကိုက PM တို့ AM တို့နဲ့ကြည့်ရတာအဆင်ပြေလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းညနေ6နာရီဆိုလို့ရှိရင်လည်းနေ့လယ်1နာရီဆိုလို့ရှိရင်လည်း73နာရီတို့ပါတော့အဲ့ဒီလိုမျိုးကြည့်ရတာအဆင်ပြေသလားပေါ့နော်အဲ့ဒီအပေါ်မှာမူတည်တယ်ကိုကဘယ်ဟာကိုကြည့်ရတာအဆင်ပြေလဲပေါ့နော်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်1 minute နဲ့ print နေတာ1 minute နဲ့ print နေမှာဒီနောက်မှာ D ဆိုတာလေးပါတယ်တွေ့လားမသိဘူးအဲ့တော့သူကဘာကိုပြောရလဲဆိုတော့ mouse တင်လိုက်တဲ့အချိန်မှာ mouse hover နဲ့လာပြတယ် data is delay ဆိုတာကအခုကျွန်တော်တို့ကိုပြနေတာ delay data live data မဟုတ်ဘူးဒါ free account မှာအဲ့တော့ဒီ print နေတဲ့ candle ရဲ့အချိန်ကိုကြည့်လိုက်12နာရီနဲ့45မိနစ်ဗျအဲ့တော့12နာရီနဲ့45မိနစ်ဟိုအောက်မှာပြနေတဲ့ဒီအောက်ကဟာလေးကိုကြည့် time zone ဆိုတဲ့ဟာကိုကြည့်12နာရီ55မိနစ်ဗျနော်အဲ့တော့ UTC-4 12နာရီ55 21အဲ့တော့45နဲ့55ဆိုရင်10မိနစ်กว่าပါတယ်ဆိုတော့ဒါဒီ10 minute delay chat ပါအဲ့တော့ဒီမှာအခုနားလည်ရမှာပါလဲဆိုတော့ဒီအောက်ကဟာဒီအချိန်ကိုပြောတာအဲ့ဒီအချိန်မှာကျွန်တော်တို့ဘာတွေကြည့်လို့ရလဲဆိုတော့လတွေရောခုနှစ်တွေရောပြီးရင်ရက်တွေရောကြည့်လို့ရပါတယ်ပြီးလို့ရှိရင်အဲ့ဒီ candle print သွားတဲ့အချိန်ကြည့်လို့ရပါမယ်ဆိုပါစို့ကျွန်တော်တို့9မိနစ် candle နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ9မိနစ် candle နဲ့ကြည့်မယ်ဆိုရင် hori candle ကြီးကိုကြည့်အောင်12နာရီခွဲကိုပြောတယ်နောက် candle ကိုပြောင်းကြည့်လိုက်12နာရီ35ကိုပြောတယ်အဲ့တော့ candle တစ်ချောင်းနဲ့တစ်ချောင်းနဲ့ကြာချိန်ဒီ9မိနစ်ကြာပါတယ်ဒါဒီလေရွေးထားတဲ့ time frame ပေါ်မှာမူတည်ပြီးတော့ candle တစ်ချောင်းချင်းစီရဲ့ကြာချိန်ကွဲသွားပါလိမ့်မယ်ဒါပေမဲ့သိရမှာပါလဲဆိုတော့ hori အောက်ဒီအချိန် hori အပေါ်ဘက်ညာဘက်ပေါ့နော် ဒီ vertical ဝင်ရိုးတိုင်းသွားနေတဲ့ဟာ vertical y ဝင်ရိုးတိုင်းသွားနေတဲ့ဟာဒီဈေးပါအဲ့တော့ time and price and time မဟုတ်ပါဘူး time and price ပါအချိန်နဲ့ဈေးနဲ့ပါเนาะအဲ့တော့အဲ့လောက်ဆိုလို့ရှိရင်ဒီအောက်ကအပိုင်းရှင်းမယ်လို့ထင်ပါတယ်အဲ့တော့ဒါခုနကတော့ကျွန်တော်တို့ထုတ်ထားတဲ့2 bars လေးပါ favorite 2 bars လေးပါဒီကောင်ကိုခဏဖျောက်လိုက်မယ်မှိတ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ logo လေးပါတယ်ဒါ trading view ကပါတယ်ဟာပါနောက်တစ်ခုဒီအောက်မှာ one day in 1 minute interval လို့ပြောတယ်အဲ့တော့ကျွန်တော်1 day ကို click နှိပ်လိုက်မယ်1 day ကို click နှိပ်လိုက်မယ်ဆိုရင်ဘာဖြစ်လဲဆိုတော့10 minute အတွင်းမှာဒီနေ့တစ်ရက်လုံး print ထားတဲ့ဟာကိုသူလာပြပေးတာအမ5 day ဆိုလို့ရှိရင် historical 5 day ကိုကျွန်တော်တို့မြင်လို့ရအောင်လို့ဒီမှာအပေါ်မှာယူရထားတာကတော့5 minute ဆိုတော့ကျွန်တော်1 minute ကိုရွေးလိုက်မယ်နော်ဆိုတော့ကျွန်တော်ဒီမှာ1 minute ကိုရွေးလိုက်မယ်1 minute ကိုရွေးပြီးတော့ကျွန်တော်1 day ကို click လိုက်မယ်အဲ့ဒါဆိုရင်ဘာပေါ်လဲဆိုတော့ဒီမှာ D စပြီးတော့ဖွင့်တဲ့အချိန်ကနေပြီးတော့အခုလက်ရှိရောက်နေတဲ့အချိန်ပေါ့နေ့ trading day တစ်ရက်စာအဲ့တော့ဒါက time zone ခန်းရောက်လို့ရှိရင်ပို့ပြီးတော့မြင်သာပါလိမ့်မယ်ပို့ပြီးရှင်းပြပေးမယ်เนาะပို့ပြီးနားလည်အောင်ရှင်းပြပေးပါမယ်အဲ့တော့အခုလောလောဆယ်ဒီ chat ထဲမှာပါတဲ့ဟာကိုသိစေချင်တာဒီမှာ1 day လို့ click လိုက်လို့ကျွန်တော်တို့ daily candle ဒီမှာမမြင်ရပါဘူးအဲ့တော့ hori candle ကိုကျွန်တော်တို့က daily တစ်ရက်စာ play နေတဲ့ candle ကြည့်ချင်တယ်ဆိုရင်ဘယ်ဟာပြင်ရလဲဆိုတော့ဒီအောက်ကပြင်လို့မရပါဘူးဘယ်ဟာပြင်ရလဲဆိုတော့ hori အပေါ်ကပြင်ရပါတယ်အဲ့တော့အဲ့ဒီအပေါ်မှာဒီမှာ chat interval ဆိုတာလေးရှိပါတယ် chat interval ဆိုတာ candlestick chat ရဲ့interval ကိုပြောတာပါအဲ့တော့ chat interval ကို click လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ tick ဆိုတာရှိပါတယ်
မနေ့ကကျွန်တော်ပြောခဲ့တယ်1.4 tick ရှိတယ်ဆိုတာအဲ့ tick ကဘယ်မှာလာပြီးတော့အလုပ်လုပ်တယ်လဲဆိုလို့ရှိရင်ဒီ future contract ရဲ့ဒီ Nasdaq တို့ index တို့ပေါ့နော်အဲ့ဒီမှာလာပြီးတော့အလုပ်လုပ်ပါလိမ့်မယ်အဲ့တော့1 tick ဆိုလို့ရှိရင်ဘယ်လောက်ရှိမလဲဆိုတော့1 point ရဲ့4ပုံပုံတစ်ပုံကိုပြောတာပါ so tick data နဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က tick ကိုနှိပ်လို့ရတယ်ဒါပေမဲ့ free version မှာ tick လုံးဝကြည့်လို့မရပါဘူးဒီမှာကြည့်လိုက်ပါ tick see the markets in precedent detail with tick based interval so tick based interval ကဘယ်လိုသွားလဲဆိုတော့0.25 interval အတွင်းထဲမှာရွေ့သွားတဲ့ကန်တွေကိုကျွန်တော်တို့မျက်ခြေမပြတ်ကြည့်ချင်တဲ့အချိန်မှာသုံးရတာပါဘယ်မှာပဲကြည့်လို့ရလဲဆိုတော့ basic plan မှာကြည့်လို့မရပါဘူး ultimate plan ကြမှာပဲကြည့်လို့ရပါလိမ့်မယ်ကျွန်တော် plan ၄ခုရှိတယ်လို့ရှင်းမှာပြောခဲ့ပူပါတယ်เนาะအဲ့တော့ tick interval ကျွန်တော်တို့သုံးလို့မရဘူး1 tick လည်းမရဘူး10 tick လည်းမရဘူး100 tick လည်းမရဘူး1000 tick လည်းမရပါဘူးနောက်တစ်ခုက second so ကန်တွေကခုနပြောတယ်ကန်တွေတစ်ချောင်းချင်းသည်သူ့ second ကန်တွေသည်သူ့ရဲ့အချိန်ပေါ်မှာမူတည်ပြီးတော့ print ပေးတာကိုက1 minute ကိုရွေးထားတယ်ဆိုရင်အဲ့ဒီကန်တွေတစ်ချောင်းရဲ့ကြာချိန်ဒီ1 minute တကယ်လို့1 second ကိုရွေးတယ်ဆိုလို့ရှိရင်ဒီမှာရော see the market second by second နဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က ultimate ထိသွားစရာမလိုဘူး premium plan ဝယ်လိုက်ရုံနဲ့ second chat ကိုကြည့်လို့ရပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့အခုဒီမှာ1 second chat မမြင်အောင်သူကအချိန်နဲ့သွားတာပါကျွန်တော်က tick chat ထက်စားလို့ရှိရင် second chat ကိုပို့ပြီးတော့သဘောကျပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အရင် trading platform မှာဆိုရင်15 second chat နဲ့ကျွန်တော် trade entry ဝင်လေးရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ second chat ကပို့ပြီးတော့စောဒီ price action ကိုမြင်ရတယ်ပေါ့နော်အဲ့တော့ confirmation စောမြင်ရတာမျိုးရှိတာပေါ့နော်အဲ့တော့စောမြင်ရတာကောင်းလားမကောင်းလားညာဒါတွေနောက်ပိုင်းမှာပို့ပြီးတော့ဆွေးနွေးကြမယ်အဲ့တော့ second chat ကလည်းခုနတိုင်းပဲကျွန်တော်တို့အခု free plan မှာသုံးလို့မရပါဘူးအဲ့တော့ minute chat ကအခုကျွန်တော်1 minute ကိုရွေးထားတာ2 minute 3 minute 5 minute 10 minute ရှိတယ်ကျွန်တော်2 minute ရွေးကြည့်မယ်2 minute ပေးမရပါဘူး custom အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့2 minute free မှာသုံးလို့မရပါဘူးအကယ်၍သုံးကျင်တယ်ဆိုလို့ရှိရင် premium plan ဝယ်ပါအဲ့လိုပြောပါတယ်အဲ့တော့ဘာလုပ်လို့ရလဲ2 minute ကြည့်လို့မရအောင်ဆိုဘာကြည့်လို့ရလဲ3 minute ကြည့်လို့ရတယ်1 minute ကြည့်လို့ရတယ်အဲ့တော့3 minute ကဒီကန်နဲ့ကြည့်အောင်12နာရီ43မိနစ်နောက်ကန်နဲ့ကြည့်အောင်12နာရီ45မိနစ်ဂျားထဲမှာ difference ဒီ3 minute difference ရှိပါတယ်ဒီပုံမှာလည်းသူက3 minute ကို on ထားပြီးပါပြီအဲ့တော့ကျွန်တော်တို့က higher time frame ကနေ lower time frame short ပြီးတော့ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာလဲကျွန်တော် time တွေကို favorite 2 bar လို့မျိုးပဲကျွန်တော် favorite လေးတွေမှတ်ထားတတ်ပါတယ်အဲ့တော့ကျွန်တော်များသောအားဖြင့် entry ကို1 minute မှာဝင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ lowest time frame ဒီ5 minute ပါနောက်တစ်ခုကကျွန်တော်1 minute ပါနောက်တစ်ခုကကျွန်တော်5 minute chat ကိုလည်းကြည့်တတ်ပါတယ်အဲ့တော့5 minute အသုံးများတယ်15 minute အသုံးများတယ်ပြီးရင်ကျွန်တော်1 hour အသုံးများတယ်4 hour အသုံးများတယ်ပြီးရင်1 day 1 week 1 month ဒါကျွန်တော်အတွက် maximum ကျွန်တော်ဒီ day trader ပါဆိုတော့ day trading အတွက်လိုအပ်တာကျွန်တော်အတွက်ဒါပါပဲဆိုတော့ favorite ကိုကျွန်တော်1 month 1 week 1 day 4 hour 1 hour 15 minutes 5 minutes 30 minutes 5 minutes 1 minute ကျွန်တော်အဲ့ဒီဟာရွေးထားတယ်ဆိုတော့ကျွန်တော်အခု1 minute ကိုရွေးလိုက်မယ် so 3 minute ကျွန်တော်တော့မလိုပါဘူးเนาะအဲ့တော့1 5ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်ပြီလဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဟိုဒီ draw down ကြီးကိုခဏနှိပ်ချပြီးတော့ရွေးနေစရာမလိုတော့ပါဘူးကျွန်တော်တို့ဒီမှာပါနေတဲ့ automatic favorite အနေနဲ့ရွေးထားတဲ့ time zone တွေကိုကြည့်ပြီးတော့ကိုလိုချင်တဲ့ time interval ကိုကျွန်တော်အနေနဲ့ just click ပါပဲเนาะအဲ့တော့ monthly candle ကိုနှိပ်တယ်ဆိုလို့ရှိရင်ဘာကိုပြောလဲဆိုတော့ horizontal candle တစ်ချောင်းဒီလာတလကိုကိုစားပြုပါတယ်ဒီ candle တစ်ချောင်းဒီလာတလကိုကိုစားပြုပါတယ် now weekly ဆိုရင်ရော weekly ဆိုလို့ရှိရင် horizontal candle တစ်ချောင်းဒီရက်သက်တစ်ပတ်တစ်ခုကိုကိုစားပြုပါတယ်အခုဒါဒီ18ရက်ပေါ့နော် August 18 week ကိုသူစပြီးတော့ print နေပြီဒါပြီးခဲ့တဲ့အပတ်က print သွားတဲ့ candle ပါပြီးခဲ့တဲ့တစ်ပတ်လုံးအယောင်းဝယ်ဖြစ်သွားတဲ့ candle ကိုကျွန်တော်တို့ဒီမှာ weekly chart ကနေပြီးတော့ weekly interval ကနေပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒါကို weekly chart လို့ခေါ်ပါတယ်เนาะအဲ့တော့နောက်တစ်ခုက D ဆိုတာ daily ပါအဲ့တော့ဒီလို time frame တွေရဲ့ဂျားထဲမှာမြန်ဆန်ရွှေ့ကျင်တယ်ဆိုလို့ရှင်ဘယ်လိုရွှေ့လို့ရမလဲ mouse မသုံးဘဲနဲ့ကျွန်တော်တို့ keyboard ကနေပြီးတော့1လို့ရိုက်ထည့်လိုက်1လို့ရိုက်ထည့်လိုက်တာနဲ့သူက1 minute လို့ပါတယ်เนาะအဲ့တော့ကျွန်တော်1လို့ရိုက်ထည့်ပြီးတော့ enter ခေါက်လိုက်ရုံပဲအဲ့ဒါဆိုလို့ရှိရင် hori chat ကိုသူက automatic သူ1 minute chat ကိုပြောင်းပေးပါလိမ့်မယ်အခုလက်ရှိဘလောက် interval မှာပဲဘယ် time interval မှာပဲရောက်နေဒါကတော့ shortcut ကျွန်တော်တို့မြန်ဆန်သွားကျင်တယ်ဆိုလို့ရှိရင်သွားလို့ရတဲ့ဟာကိုပါတပါတယ်
ပြောပြပေးတာပါဆိုတော့အခုဒီမှာ1 minute ကိုကျွန်တော်ဆင်းလိုက်တဲ့အချိန်မှာကန်နေတွေကပြားနေတာအဲ့တော့အဲ့ဒီပြားနေတဲ့ကန်နေတွေကိုကောင်းကောင်းမြင်ရဖို့လို့အတွက်ဆိုဒီမှာ mouse နဲ့ scroll ဆွဲရမှာတွေရှိမယ်အဲ့ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုရင်လွယ်ကူကူဘာလုပ်လို့ရမလဲအဲ့တော့ဒီအောက်မှာပါတယ်ဒီမှာreset chat view ဆိုတာလေးရှိတယ် keyboard ကနေဆိုရင် alt key နဲ့ r နဲ့ကိုတွဲနှိပ်လိုက်လို့ရတယ်အဲ့တော့ကျွန်တော် reset chat view ဆိုတဲ့ဟာလေးကို click နှိပ်လိုက်မယ် click နှိပ်လိုက်တယ်ဆိုလို့ရှိရင် chat ကိုကျွန်တော်ဒီလို clear မြင်ရပြီအဲ့တော့ဒီလို clear မြင်ရတဲ့အချိန်မှာတစ်ခုသတိထားရမှာပါလဲဆိုတော့သူဒီ automatic mode on သွားတာပါ mode ကဘယ်မှာကြည့်လို့ရလဲဆိုတော့အဲ့ဒီဈေးပေါ်ကိုကျွန်တော်တို့ mouse ထောက်လိုက်ဈေးပေါ်ကို mouse ထောက်လိုက်ရင်ဒီမှာ A ရယ် L ရယ်ဆိုပြီးတော့ပေါ်လိမ့်မယ်အဲ့တော့ဒီမှာ A ကအမဲရောင်တွေပေါ်နေတယ်အဲ့တော့ A ဒီ auto fixed data screen ပေါ့နော် screen နဲ့ဒီအခုလက်ရှိနေတဲ့ data နဲ့ကိုကိုက်ညီသွားအောင်လို့ automatic ညှိလိုက်တယ်လို့ပြောတာပါ L ဆိုတာကတော့ logarithmic ပါအဲ့တော့ကျွန်တော်တို့က logarithmic ကိုဖွင့်စီရတော့မလိုပါဘူးဒီလိုမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင် score ဆွဲရတာအဆင်မပြေတော့ဘယ်လိုအဆင်မပြေရလဲဆိုတော့သူဒီ screen နဲ့ဟောဒီ chat ကန်တယ်နဲ့လိုက်ရောညီတွေဖြစ်အောင်လို့သူက automatic x ဝင်ရော y ဝင်ရောဆွဲပြီးတော့ zoom ညှိပေးတာတကယ်လို့ကိုယ့်အတွက်အဆင်ပြေတယ်ဆိုရင်ထားပါဒါပေမဲ့ကျွန်တော်ကတခါတလေမှာပို့ပြီးတော့ deep ကို zoom in ဝင်ပြီးတော့ကြည့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ mode ကကျွန်တော်တို့အဆင်မပြေပါဘူးအဲ့တော့စောစောကလိုမျိုးဒီမှာက reset chat view ကို click ပြီးပြီဆိုလို့ရှိရင်ကျွန်တော်က automatic ကိုသွားပြီးတော့ပြန်ဖြုတ်လို့ရှိပါတယ်အဲ့တော့အဲ့ဒီ automatic ကိုဖြုတ်လို့ရှင်ဘာဖြစ်လဲကျွန်တော်ဒီမှာ zoom အပေါ်ပေါ့နော်score ကိုအပြင်ဘက်ကိုတွန်းလိုက်တာ score ကိုအပြင်ဘက်ကိုတွန်းလိုက်တဲ့အချိန်မှာသူက x ဝင်ရိုးအတိုင်းဟိုဘက်ကိုချဲ့ထွက်သွားတယ်အဲ့တော့အပေါ်က y ဝင်ရိုးကိုချဲ့ကျင်တယ်ဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီမှာဈေးကိုအပေါ်ကိုဆွဲချဲ့လိုက်ဈေးပေါ်မှာ mouse click လိုက် mouse click ပြီးတော့အပေါ်ကိုဆွဲပြီးတော့တွန်းလို့ရတယ်ပေါ့နော်အဲ့တော့ mouse ဒီ wheel နဲ့ score wheel နဲ့ရော score wheel နဲ့ဆိုလို့ရှိရင်ဈေးတန်းအပေါ်မှာ mouse တင်ထားပြီးတော့ score ကိုအပြင်ကိုတွန်းထုတ်တယ်ဆိုတော့အပေါ်ကိုချဲ့သွားလိမ့်မယ်အောက်ကိုဆွဲတယ်ဆိုလို့ရှိရင်အောက်ကိုကျုံသွားလိမ့်မယ်ဒါကဈေးတန်းပေါ်မှာအဲ့တော့အချိန်ဝင်ရိုးပေါ်မှာတင်ရင်လည်းအတူတူပါပဲ mouse ကိုအပြင်ကို score wheel ကိုအပြင်ကိုတွန်းထုတ်တယ်ဆိုရင်ကျဲသွားလိမ့်မယ်ချဲ့သွားလိမ့်မယ်အဲ့ဒီဝင်ရိုးပေါ်မှာပဲ score wheel ကိုအတွင်းကိုဆွဲတယ်ဆိုရင်ကျုံသွားလိမ့်မယ်အဲ့တော့အတွင်းထဲမှာဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့အတွင်းထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ mouse နဲ့ဒီလိုမျိုးလွယ်ကူကူ click လိုက်လို့ရတယ်အဲ့ထက်ပိုပြီးတော့ zoom deep zoom in ပေါ့နော် deep zoom in ပုံစံမျိုးလိုချင်လားရှင်းပါတယ်ကျွန်တော်ခုနကပြောခဲ့တယ်ဒီဘက်မှာပါတဲ့zoom in လေးကိုဆက်လက်မှတ်လိုက်ကို deep မြင်နေတဲ့ကောင်ဒီမှာအဲ့ကောင်ကိုဆက်လက်မှတ်လို့ရှိရင်ဒီမှာ A ကမ on မှုတွေ့လားနော်အဲ့ဒီဟာလေးရှိပါလိမ့်မယ်ဆိုတော့ဒါကဘာကိုပြောတာလဲဆိုတော့ time interval ကိုပြောတာပါအဲ့တော့5 minute ကိုသွားချင်ရင်ကျွန်တော်5ကို click လိုက်ပြီးလို့ရှိရင်ဒီအောက်မှာ minute ဆိုတာလေးပါတယ်နော် minute ဆိုတာလေးပါပြီးသားအဲ့ကောင် enter တက်နှိပ်လိုက်အောင်ပဲ5 minute chat ကိုကျွန်တော်မြင်ရလိမ့်မယ်အဲ့တော့ order ရယ် r ရယ်တွဲနှိပ်ကြည့်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ဒီမှာ auto ဖြစ်သွားလိမ့်မယ် auto ဖြစ်မဖြစ်ကဘယ်မှာကြည့်လို့ရလဲဆိုတော့ဟောဒီဈေးတန်းပေါ် mouse တင်လိုက်ရတာ A ကမဲနေလိမ့်မယ်မဲနေတယ်ဆိုလို့ရှိရင် background မဲနေ fill နေတယ်ဆိုလို့ရှိရင်ဒါ auto ဖြုတ်လို့ရမယ်အတူတူပဲ15 minutes ဆိုကျွန်တော်15ဆိုတာရိုက်ထည့်လိုက်အဲ့တော့1ကိုရိုက်ထည့်တဲ့အချိန်ကြာလို့ရှိရင်1 hour 1 minute 1 day ဆိုတာရှိတယ်အဲ့တော့1 hour ကိုလိုချင်တယ်ဆိုရင်1ရယ် h ရယ် keyboard ကနေပြီးတော့ h ကိုဒီတိုင်းရိုက်ထည့်လိုက်အကြီးအသေးဘာမှရွေးစရာမလိုအသေးရရင်လည်းသူကအကြီးပေါ်လိမ့်မယ်အကြီးရရင်လည်းအကြီးပေါ်လိမ့်မယ်ဒါဆိုရင်1 hour ကိုပြောတာပါနော်တကယ်လို့1 day ကိုလိုချင်တယ်ဆိုရင်1 d လို့ရိုက်လိုက်အဲ့ဒါဆိုရင်1 day ကိုပေါ်ပါလိမ့်မယ်နော်အဲ့တော့1 week ကိုလိုချင်တယ်ဆိုရင်ရော1 w လို့ရိုက်လိုက်1 week ကိုပေါ်လိမ့်မယ်1 month ကိုပေါ်ချင်ရင်1 m လို့ရိုက်လိုက်အဲ့ဒါဆိုရင်1 map ကိုပေါ်လိမ့်မယ်1 minute ကိုလိုချင်တယ်ဆိုရင်တော့1လို့ပဲရိုက်ပြီးတော့ enter ခေါက်လိုက်1 minute ဖြစ်သွားလိမ့်မယ်နော်ဒါဆိုရင်5 minute 15 minute 30 minute ရောကြည့်လို့ရလား yes ကြည့်လို့ရပါတယ်ဒါ30 minute ကန်တယ်ပါနော်1 hour ဆိုရင် 1h လို့ရိုက်လိုက်တာဆိုရင်1 hour ပါ4 hour ကန်တယ်ဆိုရင်ရော yes 4h လို့ရိုက်လိုက်4 hour ပါ okay ဒီလောက်ဆိုလို့ရှိရင်တော့ time interval နဲ့ hori channel ကိုတွဲကြည့်တာကိုနားလည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် okay ကျွန်တော်တို့နောက်တစ်ပိုင်းမှာဆက်ပြီးတော့တွေ့ကြပါမယ်ဗျာနော်